လိမ့်ပေးတယောက်ကြောင့်ဘန်တို့နေရာတစ်ခုစီကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီမှာ Forever Nights တွေမှော်ဟိုလုံးနေတာတွေ့လိုက်ရပြီးတော့ဘန်က Chroma Stone ပုံစံနဲ့ဝင်ပြင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ဟိုကောင်တွေကတစ်ချက်တောင်မလုပ်ပဲဘန်တို့ပြောနေတာကိုလည်းကြားမဲ့ပုံမပေါ်ပါဘူး။တေချာကြည့်လိုက်တော့မှသူတို့တွေ့နေရတာတွေကအစ်စ်မဟုတ်ပဲ hologram ပုံရိပ်တွေဖြစ်နေကြောင်းတွေ့လိုက်ရပြီးတော့သူမြောက်ကိုခံရမှန်းကိုသိလိုက်ရဘန်တို့ကိုမြောက်ခေါ်လိုက်တဲ့လူကတော့ Magister Gale လို့ခေါ်တဲ့ Plasma ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီလူကဘန်တို့ကို Plasma အယောင်ဆောင်မှုနဲ့လာရောက်ခိုင်းတာဖြစ်ပြီးတော့ Plasma ဖွဲ့ပြီးဆိုတာငကန်ဝေးတဲ့တစ်ခုလုံးကဂျိုရီအကုန်သိမှတ်ပြရတဲ့ဖွဲ့စည်းကိုဖြစ်တာကြောင့်ပလန်မာအယောင်ဆောင်တာကကြီးလေးတဲ့ဖြစ်မှုဖြစ်ပါတယ်။မကျင်းတဲ့ကယ်ဗင်ကအဲ့ဒီလူကိုထတီးပါတယ်။ဒါပေမဲ့အဲ့ဒီလူကလည်းအရှင်မဟုတ်တာကြောင့်ကယ်ဗင်မဲ့ခံရပါတယ်။နောက်ဆက်မှာတော့ပြန်စော်လိုက်နိုင်ပေမဲ့ပလန်မာရောင်ကြီးတနက်နဲ့ပြန်ပစ်လိုက်တာကယ်ဗင်မဲ့စားထိုးကြီးဖြစ်သွားပါတယ်။အလီယန်ပြောင်းမှုစူးစမ်းနေတဲ့ဘန်ကိုလည်းပစ်လိုက်ပေမဲ့ဂွမ်ကပဲတားပစ်လိုက်ပြီးဖန်ကခုပုံစံပြောင်းလိုက်ပြီးတော့အဲ့ဒီလူကိုတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့ဂူရဲ့ခန္ဓာကိုယ်နဲ့အဲ့ဒီလူကိုချုပ်ထားနိုင်လိုက်ပါတယ်။နောက်တစ်ခါမှာတော့သူတို့ထင်လွှမ်းနေတဲ့ကိစ္စတွေကိုဆွေးနွေးဖို့လုပ်ရပါတော့တယ်။အဲ့လူကဘန်တို့ဖွဲ့ပလန်မာအယောင်ဆောင်နေကြောင်းတိုင်ကြားစာတွေရတာကြောင့်လာရောက်ဖမ်းဆီးတာဖြစ်ပြီးတော့ဘန်တို့ကလည်းသူတို့ကကဘာဂျိုကိုဂျူသားတွေလာရောက်တိုက်ခိုက်တာကြောင့်ကာကွယ်နေရတာဖြစ်ကြောင်းပြန်လည်ချေပပါတယ်။ကဘာဂျိုဘောကပလန်မာအဖွဲ့အစည်းကိုလွန်ခဲ့တဲ့9နှစ်ဗိတ်ကမရှိတော့တဲ့နောက်ပိုင်းကလေးကအန်နီရီမရှိတာကြောင့်ဖျက်သိမ်းလိုက်တာဖြစ်ကြောင်းပြောပါတယ်။ဘန်ကလည်းဗိတ်ကကိုနှိမ်နှင်းပေးခဲ့တာဖြစ်ပြီးတော့မတ်တန်နဲ့ဆင်းရဲ့မြေစီချောင်းနဲ့အဲ့လူမတိုင်ခင်အရင်က Magister Leverage လို့ခေါ်တဲ့ပလန်မာအဖွဲ့ဝင်နဲ့တွေ့ခဲ့မှုကြောင်းလည်းပြောလိုက်ပါတယ်။အဲ့လူကမတ်တန်နဲ့ဆင်းကိုသိပေမဲ့သူတို့လုံနေတာကအပြစ်အဖြစ်တာကြောင့်အေးအေးယုံမှဖြစ်ကြောင်းပြောပါတယ်။ထို့တစ်ဖြင့်ရာဇဝတ်မှုမှတ်တမ်းရှိခဲ့မှုတဲ့ကယ်မင်ကိုဥတည်နေပြီးတော့ကယ်ဗင်ကလည်းသူ့ဖေးချောင်းကိုပြန်ပြောဖို့လုပ်ပေမဲ့အနေငယ်တွတ်ဆုတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ကယ်ဗင်ရဲ့စိတ်ကိုပါပိန်းသွားခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီလူရဲ့ပြောကြားချက်အရ Magister ဆိုတာအဆင့်တစ်ခုဖြစ်ပြီးနာမည်မဟုတ်ကြောင်းနဲ့သူကလည်း Magister ဆင့်ရှိတဲ့ပလန်မာဖွဲ့မတရားဖြစ်ဆောင်ပြောပါတယ်။ဒါမျိုးတော့ Omnitry ရှိတာကြောင့်အခွင့်အရေးရှိပေမဲ့ကိစ္စသေးလေးတွေမှာဝင်ပါဖို့နဲ့ကဘာဂျိုအတွက်အခြားဖွဲ့ဝင်တဲ့နောက်တစ်လတွင်ခံရပြီးမှဖြစ်ကြောင်းကိုပြောပြသွားခဲ့ပါတယ်။ပလန်မာသိန်းခံလိုက်ရတဲ့ကယ်ဗင်ကမကြေမနက်ဖြစ်နေပြီးတော့ဘန်ကတော့ Mr. Smoothie ရဲ့ချိုလေးတောက်ရင်းနဲ့ဂီယူမဆိုင်ပဲသူတို့လုပ်နေတဲ့အလုပ်ကိုဆက်လုပ်မယ်ဖြစ်ကြောင်းပြောပါတယ်။ကယ်ဗင်ကပလန်မာသိန်းခံလာကြောင်းပြောပေမဲ့အရင်မာတဲ့စိတ်ကိုဂီယူဆိုင်ရမလို့ကြောင်းပြောလိုက်မိတာကယ်ဗင်ကလည်းထပြီးပောက်ပွဲပါတော့တယ်။တကယ်ကကယ်ဗင်ဟာသူ့အဖေကိုမမြင်ဘူးခဲ့ပေမဲ့သူ့အမေပြောပြဘူးတာကြောင့်မမေကလေးကသူ့အဖေလိုပလန်မာတယောက်ဖြစ်ချင်နေခဲ့တာပါ။ DN Alien ရဲ့ scan ခုမှာတော့မျက်နှာဖုံးတက်ထားတဲ့လူတယောက်ကဝင်ရောက်လာပြီးတော့ DN Alien တွေကိုတိုက်ခိုက်ကသူတို့ရဲ့ sign တွေကိုစုပ်နေပါတယ်။ DN Alien တွေကိုတယောက်တည်းတိုက်ခိုက်လာပြီး Havric ဒိုသားအောင်ရှိတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။ Havric ကောင်ကတစ်ချက်ရိုက်လိုက်တာနောက်ကိုလွတ်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ sign နဲ့ပဲပြန်ပြီးအနိုင်လိုက်နေပါတယ်။ဝမ်ကတော့စိတ်တုန်နေတဲ့ကယ်ဗင်ကိုတိုက်ပွဲတွေမှာတုံးဖို့မတန်မျိုးစုံပါတဲ့အိတ်လေးတစ်ခုကိုလာပေးပြီးတော့နှက်သိမ့်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပမာလောက်နဲ့တကောလုံးမတက်ပြောင်းလို့မရကြောင်းပြောပြီးအချင်းချင်းစကားတွေပြောနေကြီးနှစ်ယောက်သားနမ်းမိမလို့ဖြစ်မဲ့ချိန်မှာ Havric ကောင်ကလာရောက်တောင်းညံပါတယ်။ကယ်ဗင်ကပြန်တိုက်ခိုက်ပြီးမြဲ Havric ကောင်ရဲ့ခွန်အားကိုမရှင်းနိုင်ဖြစ်နေပြီးတော့ဂွမ်ကလည်းသူ့ရဲ့အစွမ်းနဲ့ချုပ်လိုက်ပြီးမြဲခွန်အားကြီးတဲ့ Havric ကောင်ကိုမချုပ်နိုင်ဖြစ်နေပြီးတော့ပြန်ထိုးခံရတဲ့အချိန်မှာကယ်ဗင်ကဝင်ကားပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာဘန်ကရောက်လာပြီး Human Vessel ပုံစံနဲ့ပြန်တီးပါတော့တယ်။ဘန်နဲ့တွေ့မှလည်းအဲ့ဒီကောင်လေး share ဆော်ခံနေရပါတော့တယ်။ဒါပေမဲ့ Magister Gale ရောက်လည်းပြန်ရောက်လာပြီးတော့ဘန်တို့ကိုပြန်လာရှာနေတဲ့ထင်ပြီးပြောပါတော့တယ်။ Havric ကောင်ကလည်းပန်းတို့သွင်းနေပြီးတော့သူဘာမှလုပ်တာမဟုတ်ကြောင်းနဲ့စွတ်တွေလုံနေပါတော့တယ်။တကယ်ကမျက်နှာဖုံးတဲ့လူကသူ့ကိုစိတ်ခိုင်းလိုက်တာဖြစ်ပြီးတော့အခုလည်းဘန်တို့ကိုတိုက်ခိုက်ဖို့ရောက်လာပါတော့တယ်။ဘန်တို့အားလုံးစွမ်းရည်ကိုသူ့ရဲ့စွမ်းနဲ့စုံနေပြီးဘန်ကတော့သူ့ရဲ့ magic ရှိကြောင်းလွတ်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီမျက်နှာဖုံးတဲ့လူကဘန်တို့အရင်ကရင်ဆိုင်ကူးရတဲ့ Michael Morningstar ဖြစ်ပြီးတော့ဘန်တို့နဲ့ရင်ဆိုင်ပြီးတဲ့နောက်ပိုင်းမှာ Duster ဖြစ်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။အခုလည်းဘန်တို့ကိုလက်ဆချေကိုရောက်လာခဲ့တာပါ။ဖမ်းခင်ရတဲ့ဘန်တို့ကိုအစွမ်းတွေကိုစုံနေတဲ့ချိန်ဝမ်းရောက်လာခဲ့ပါတယ်။ပထမတော့သူတယောက်တည်းလာရောက်ရင်ဆိုင်နေထင်နေပေမဲ့ DN Alien တွေကိုခေါ်လာခဲ့တာပါ။သူတို့ကလည်းသူတို့ boss ကိုဖမ်းသွားခဲ့တဲ့ကောင်ကိုမကျင်းတဲ့ဖြစ်နေပြီးတော့ပြင်းမို့တော့ရောက်လာခဲ့တာပါ။ဘန်ကလည်းဖမ်းခံရတဲ့ဘန်တို့ကိုလွတ်အောင်လုပ်ပေးလိုက်ပါတယ်။လွတ်လာတဲ့ဘန်တို့ကလည်း Duster ကိုပူးပေါင်းတိုက်ပါပါတယ်။ဘန်ကလည်းရင်းကားတဲ့ဂျေကားတွေကိုစမ်းသပ်ကြည့်ပြီးတုံးလာနေရကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ Duster ကိုအနိုင်လိုက်နိုင်ပြီးတော့ Magister Gale ကလည်းဘန်တို့ရဲ့လုပ်ရက်တွေကိုကြည့်ပြီးတော့ဘန်တို့ကိုပလန်မာဖွင့်ဝင်ဖြစ်ကဘာဂျိုအတွက်တရားဝင်ခန့်ထားလိုက်ပါတော့တယ်။ဒီဘိုင်းမှာတော့ဘန်နဲ့ Hybrid ဂျိုသားကောင်တို့နှစ်ယောက်တူတူခက်ခဲတွေကိုချက်ပြတ်ခဲ့ရပုံနဲ့နောက်ဆုံးမှာဘယ်လိုနားလည်မှုတွေရခဲ့တဲ့ဆိုတော့တွေ့ရမှာဖြစ်ပါတယ်။ဇလိုင်းရဲ့အစမှာထွက်ပြေးဖို့ကြိုးစားနေတဲ့ Hybrid ဂျိုသားကောင်ကိုဘန်တို့၃ယောက်ကလိုက်လံတားနေရပါတယ်။ဘန်ကအဖိုးပြောင်းပြီးတော့ Hybrid ကောင်ကိုတားဖို့လုပ်နေခဲ့ပြီး Hybrid ကောင်ကတော့ teleport လုပ်တဲ့ဆက်ထဲကိုထွက်ပြေးဖို့လုပ်နေတာပါ။ကယ်ဗင်ပြစ်လိုက်တဲ့ကြောက်တုံးက teleport လုပ်တဲ့ဆက်ကိုထိသွားပြီးတော့ဘန်နဲ့ Hybrid ဂျိုသားကောင်နှစ်ကောင်လုံးတခြားနေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်။သူတို့က Tarawooster လို့ခေါ်တဲ့ဂျိုကိုရောက်ရှိနေတာဖြစ်ပြီးတော့နေရာလဲနှစ်ဆင်းရှိတာကြောင့်တအားလဲပူပါတယ်။အဲ့ဒါကြောင့်လေဂျိုတစ်ခုလုံးကခံရရတွေဖြစ်နေတာပါ။တကယ်တော့အဲ့ဒီဂျိုက teleport လုပ်ဖို့အတွက်ဂျားခံဂျိုဖြစ်တာတုံးတာဖြစ်ပြီးတော့အခုကကယ်ဗင်ကြောင့် teleporter ထိခိုက်သွားတာကြောင့်နေရာလွဲသွားပြီးတော့ teleporter ထဲကထွက်လာရမယ်အစားတခြားနေရာတစ်ခုကိုရောက်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်မူလကဘာကိုပြန်ဖို့အတွက်ဒီကဘာမှာရှိတဲ့ teleporter ရဲ့နေရာကိုရှာရမှာပါ။ဒီဂျိုကိုရောက်လာတဲ့ခါစားမှာတော့နှစ်ကောင်သားချနေကြပြီး Ravel လို့ခေါ်တဲ့တဲကန်နာရဲ့ပိုးဒီကောင်ကြီးတွေကြောင့်နှစ်ကောင်သားတိုင်ပတ်နေပါတော့တယ်။ဒါပေမဲ့နှစ်ကောင်သားပူးပေါင်းတိုက်လိုက်တာပိုးဒီကောင်ကြီးထွက်ပြေးသွားပါတော့တယ်။ဒီကဘာပေါ်မှာကအဲ့လိုပိုးဒီကောင်နဲ့နေရာနှံ့ရှိတာကြောင့်နှစ်ကောင်သားမချတော့ပဲခဏတာငင်းချမ်းရေးလိုက်ပြီးတော့တယ်လီပိုတာရှိမယ့်နေရာကိုရှာဖို့လုပ်ပါတယ်။
ဘန်ကအကူရဲ့အတန်လိုင်းနဲ့တယ်လီပိုတာရှိမှနေရကိုတီးပြီးသူတို့နေရာနဲ့ဆို1ရက်လောက်သွားမှရောက်မှာပါဟိုက်ဘရစ်ဂျူနာကောင်ကသူတို့မျိုးနယ်ကလွှင့်တခြားမျိုးနယ်တွေဆိုစောက်ထင်မကြည့်ပါဘူးတခြားမျိုးနယ်တွေကိုဆိုရင်အဆင့်နဲ့ရုံစရာကောင်တွေလို့သာသတ်မှတ်ပြီးတော့အဆင့်တန်းလဲတအားခွဲတဲ့ကောင်ပါအထူးသဖြင့်လူသားတွေကိုဆိုရင်ပူဆိုးပါတယ်အဲ့ဒါကြောင့်လေပြောရဆိုရတော်တော်ခက်ပြီးတော့တော်တော်လေးစောက်ကြောတင်းတဲ့ကောင်တွေပါဘန်နဲ့အတူတူတွားဖို့ကိုတော့ညင်းနေပြီးတော့ပိုးဒီကောင်တွေရဲ့အနေအကြောင်းသာအတူတူတွားဖို့လက်ခံလိုက်တာဖြစ်ပါတယ်ဒါတောင်အတူမဟုတ်ပဲဘန်ကခြေလန်းဆယ်လန်းအကွာနေပြီးတော့ချပြီးတော့တွားရမှာဟိုက်ဘရစ်ကောင်တွေနေတဲ့နေရာကအလွန်အေးတဲ့ဒေသဖြစ်တာကြောင့်အပူဒဏ်မခံနိုင်ပဲရေထဲကုန်ခန်းလွယ်ပါတယ်ဘန်ကအပူဒဏ်ကာကွယ်ဖို့သူ့အင်ကြီးကိုချွတ်ပေးပေမဲ့မျိုးဝင်းကောင်တွေဟာကိုမတုံးဘူးလုပ်နေပြီးတော့ဖစ်ရှဲပုံစံပြောင်းပြီးလုပ်ပေးပေမဲ့လည်းလုံးမခံပါဘူးအဲ့ဒီကောင်ကလူသားတွေဆိုရင်စောင်းရမ်းယုံပြီးတော့အထီတောင်မခံပါဘူးအဲ့ဒီချိန်ဘန်ကရေရင်တစ်ခုတွေ့လိုက်တာကြောင့်တွားတတ်ဖို့လုပ်ပါတယ်ဒါပေမဲ့အဲ့ဒီဟာထောင်ချောက်ကြီးဖြစ်နေပါတယ်ဟိုက်ဘရစ်ကောင်ကတော့ဒီဂျုံမှာရှိတဲ့တရဝါတွေကအဲ့လိုထောင်ချောက်တွေနဲ့တားကောင်ကိုဖမ်းတဲ့ကြောင့်ရှင်းပြပါတယ်ဘန်ကိုယ်တိုင်လည်းဖစ်ရှဲရဲ့ပုံစံကြောင့်ဒါလွတ်လာခဲ့တာဖြစ်ပါတယ်ခဲနေတဲ့တရဝါကြီးလွတ်တော်မှရှိဘန်ကပြေးဖို့ပြောပေမဲ့ဟိုက်ဘရစ်ကောင်ကတော့အတွင်းပိုင်းကနေခဲပေးဖို့ဘန်ကိုပြောပါတယ်ဘန်ကအတွင်းကနေခဲပေးလိုက်တဲ့အခါသူ့ရဲ့ claw projectile လို့ခေါ်တဲ့သူ့ရဲ့လက်တွင်ဖြစ်ပြီးတော့ခဲနေတဲ့တရဝါကြီးကိုတစားစီဖြစ်အောင်လုပ်လိုက်ပါတယ်ပြီးတော့ဟိုက်ဘရစ်ကောင်ကရေထဲခန်းချောင်းနေတာကြောင့်တဲရီအောက်ကရေကိုဆော့ယူပြီးတော့ရေထဲပြန်ဖြည့်ပြီးခီးဆက်ခဲ့ပါတယ်ခီးဆက်နေရင်လမ်းမှာတက်ဆိုပိုတာတိုင်းလို့ခေါ်တဲ့ပိုးကောင်တွေထွက်လာပြီးတော့ဘန်တို့ကိုလာရောက်တိုက်ခိုက်ပါတော့တယ်ဘန်ကဘာမှမဖြစ်တော့ဘူးထင်နေပေမဲ့တအားများလာတာကြောင့်ဆန်ဖိုင်ရပုံစံပြောင်းပြီးတော့ပြန်ချနေရပါတယ်အဲ့ဒီနောက်ခီးဆက်နေရင်ညဘက်ကိုရောက်သွားတဲ့အချိန်မှာတော့ဟိုက်ဘရစ်ကောင်ကဆက်သွားခြင်းပေမဲ့အနေရီကြောင့်ဘန်ကပဲနားဖို့အကြံပြုလိုက်ပါတယ်နှကောင်သားနားနေတဲ့အချိန်ဘန်ကနှစ်ယောက်တူစကားပြောဖို့အတွက်သူ့ကိုယ်သူဘန်တန်နေစင်လို့မိတ်ဆက်ပေးလိုက်ပေမဲ့ဟိုကောင်ကတော့သူကရိုင်းနာစစ်3ဖြစ်ကြောင်းနဲ့ညှိမြတ်တဲ့ဒေရာလာအိမ်တော်ရဲ့9ယောက်မြောက်သားဖြစ်ကြောင်းတွေအပါအဝင်သွေးမနှောတဲ့တော်ဝင်မျိုးတွေဖြစ်ပြီးတော့အမွေးဆက်ခံတဲ့လူဖြစ်ကြောင်းတွေပါထားပြီးပြောပါတော့တယ်ဘန်ကတော့ရိုင်းနီလိုပဲခေါ်ပြီးတော့နှစ်ယောက်သားရင်းနှီးမှုရအောင်ရံဘက်တွေမဟုတ်ကြောင်းနဲ့တူတဲ့ချက်တွေရှိနိုင်ကြောင်းနဲ့မိတ်ဆွေဖွဲ့ပါတယ်ဒါပေမဲ့ဆရာကြီးရိုင်းနီကတော့စောက်ကြောတင်းနေမှာပဲဘန်အိပ်ပျော်သွားတဲ့အချိန်မှာတော့ရိုင်းနီကကင်းဆောင်ပေးပြီးတော့ရုတ်တရက်ဘန်နာကိုလာပြီးတော့တိုက်ခိုက်ပါတယ်တကယ်ကတော့ဘန်ကိုတိုက်ခိုက်တာမဟုတ်ပဲဘန်ကိုတိုက်ခိုက်ဖို့လာတဲ့တက်စီပိုတေတေပိုးကောင်ကိုတိုက်ခိုက်ပေးလိုက်တာပါအဲ့ဒါကြောင့်သူ့ရဲ့လက်တစ်ဖက်ပြတ်သွားခဲ့ပါတယ်ဒါပေမဲ့ဘန်ကပဲဆန်ဖိုင်ရပုံစံပြောင်းပြီးတော့သူ့ရဲ့လက်ကိုပြန်ဆိုင်ပေးလိုက်ပြီးအချင်းချင်းကူညီလိုက်ကြပါတယ်နောက်ထပ်လာတဲ့ပိုးဒီကောင်တွေကိုလည်းနှစ်ကောင်သားတူတူပေါင်းပြီးတော့လိုက်နေပါတယ်လန်တက်ရှောက်ဘန်ကမရေမနာစကားတွေပြောနေပြီးတော့ရန်နီကတော့ထူးထူးဆန်းဆန်းတိတ်ဆိတ်နေပြီးတခုကိုတွေးနေဟန်တူပါတယ်အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့တယ်လီပိုတာကိုပြန်တွေ့သွားခဲ့ပါတယ်အဲ့ဒီခါမှာတော့ရိုင်းနီကတော့ပြန်မလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့သူကအစိတ်နှိမ့်တဲ့လူသားကိုကယ်မိလိုက်ပြီးပထမလိုမျိုးပဲပြောင်းလဲသွားတာကြောင့်သူ့ကိုယ်သူမစင်ကြတော့ဘူးဆိုပြီးတန်ခိုက်တဲ့အနေနဲ့ကြံခဲ့မှာဖြစ်ပါတယ်အဲ့လေဖြောင်းပြပေးမယ်မရခဲ့ပါအဲ့ဒါကြောင့်ဘန်တယောက်တည်းကယ်ဗင်နဲ့ဂွမ်တို့စီပဲပြန်ခဲ့ပါတယ်ကယ်ဗင်ရိုင်းနီကငကိုတိုင်းစောက်ကြောတင်းပြီးတော့အစင်းနဲ့ခွဲချလွှမ်းလာတဲ့စွန့်ရောင်ဝါတွေတမမို့ကြံခဲ့တာလားအမှမဟုတ်အခြားကြောင်းများလားကိုလူတို့ဘလို့ထင်လဲဗျဒီဘန်းရဲ့ဆောက်မှာတော့တစုံတစ်ခုကလိုက်နေတာကြောင့် Forever Nights တွေအသေးတန်ပြေးနေရပါတယ်သူတို့ကိုလိုက်နေတာကတခြားမဟုတ်ပဲ Human Castle လိုက်နေတာဖြစ်ပြီးတော့တယောက်ကိုရှာနေတာပါလူရှာနေတဲ့သူကတော့ Where is Ben Tennyson ဟုတ်ပါတယ်သူက Van Tennyson ကိုရှာနေတာပါကယ်ဗင်နဲ့ဂွမ်ကလည်းဘန်ကိုလိုက်ရှာနေကြပြီး Forever Nights တွေရဲ့ရဲတိုက်စီကိုရောက်သွားခဲ့ကြပါတယ်အဲ့ဒီမှာအပျက်စီးတွေကိုလည်းတွေးလိုက်ရပြီးတော်တော်လေးအစော်ခံထားရပုံပေါ်တဲ့ Forever Nights တောင်နဲ့တွေ့ပါတယ်သူ့ရဲ့ပြောပုံအရသူတို့တွေပြဿနာမရှာဘဲနဲ့ဘန်ကလာတိုက်ခိုက်တာဖြစ်ပြီးသူတို့ရဲတိုက်ကိုလည်းဖျက်ဆီးသွားကြောင်းသိလိုက်ရပါတယ်အဲ့ဒါအပြင်ဘန်က DN Alien တွေရဲ့နေရာတစ်ခုကိုတွားရောက်ဖျက်ဆီးခဲ့ကြောင်းလည်းကြားခဲ့ရတယ်ဆိုပါတယ်နောက်တစ်ခါမှာတော့ဘန်ကဂျူလီနဲ့အတူစားလုပ်နေခဲ့ပြီးခွမ်နဲ့ကယ်ဗင်ကလည်းဘန်ကိုတူရှာခဲ့တဲ့ပြဿနာတွေအကြောင်းကိုလာရောက်မိမြတ်နေပါတယ်ဘန်ကတော့သူတို့မိတာကိုဘာမှမသိဖြစ်နေပြီးတော့သူကဖိစစ်ဆောင်ပွဲရှိတာကြောင့်တစ်ဖက်လုံးစားလုပ်နေတာဖြစ်ကြောင်းပြောပါတယ်စာချက်ချင်းလို့တော့မဟုတ်ပါဘူးစာမပွဲကြရင်သူ့အမေကအိမ်ပြေမထွက်ဘူးဆိုလို့မင်းပါမေဘာကောင်းကြီးပြောင်းနေအမေတော့ကြောက်ပါတယ်ခွမ်ကတော့တန်တရာနည်းနည်းရှိပြီကယ်ဗင်ကတော့ဘန်လိန်နေတာမဟုတ်ဘူးဆိုတော့သိပါတယ်ဘာလို့လဲဆိုတော့ဘန်ကလိန်ပြောရင်ညာဘက်မျက်ခုံးကလှုပ်နေတယ်ပြီးအခုကဘာမျက်ခုံးမှမလုပ်တာကြောင့်ဒါပေမဲ့ပြဿနာတွေအကုန်လုံးကဘန်ကိုပဲဥတည်နေတာကြောင့်ဘန်အတိတ်စိတ်လွတ်သွားတဲ့အချိန် Onitrix ကပဲရှောက်လုံးနေတာလားဒါမှမဟုတ် Sleep OK နေတာလားဆိုတော့တေချာမေးနေရပါတယ်ဘန်ကတော့ဘာမှတေချာမသိတာကြောင့်အာလူကျော်လေးစားပြီးအေးဆေးဆေးဒီကိစ္စကိုဆွေးနွေးဖို့လုပ်ပေမဲ့အာလူကျော်ကကုန်နေပါပြီနောက်တစ်ခါမှာတော့ဘန်ကအာလူကျော်ကဘလောက်ယုံစရာကောင်းကြောင်းနဲ့ဘလောက်နန်ကြောင်းတွေပြောပြီးအာလူကျော်လာဝင်နေပါတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ဘန်တယောက်ကအာလူကျော်လာထပ်ဝဲခဲ့ပါတယ်တိုင်ရှင်ကတော့တယောက်တည်းအာလူကျော်တွေအများကြီးစားရင်ငါလိုဖြစ်နေအောင်မယ်ဆိုပြီးပြောလိုက်ပါလေဒါပေမဲ့ဘန်ကတော့သူဘာပြောချင်လဲဆိုတာကိုသိမဲ့ပုံပေါ်ပါဘူးစိုင်းနေကပြန်ထွက်လာခဲ့တဲ့ဘန်က fish ပုံစံပြောင်းပြီးတော့ချက်ချင်းကိုပြန်ထွက်သွားတာကြောင့်စောင့်နေတဲ့ခွမ်နဲ့ကယ်မင်ကလည်းနောက်ကလိုက်ရပါအဲ့ဒီခါမှာသူတို့စောင့်နေတဲ့ဘန်ကရောက်လာခဲ့တာဖြစ်ပြီးထွက်သွားတာကြောင့် fish ပုံစံပြောင်းပြီးနောက်ကလိုက်ရပြန်ပါတယ်ဘန်တန်နေစင်ပမာလေးလိုမေးမေးပြီးရှက်ဆောနေတဲ့ fish ကတော့ Forever Night တွေရဲလိုက်စီမှာလာရောက်တောင်းကျနေပါတယ်နောက်ကလိုက်လာတဲ့ခွမ်နဲ့ကယ်မင်ကလည်းဘာမှမသိဘဲကူတိုက်ပေးနေရပါတယ်သူတို့က Forever Night တွေကိုစောင့်နေတဲ့ကောင်ကိုဘန်အစ်စ်လို့ထင်နေတာပါဒါပေမဲ့အဲ့ဒီချိန်မှာသူတို့ရဲ့ဘန်အစ်စ်ကရောက်လာပြီးတော့
ဘန်နဲ့ရုပ်ရှင်တပုံစံနဲ့ဆင်တဲ့ကောင်က Elviro တို့ခေါ်တဲ့ Grey Matter လေးတစ်ကောင်ပါ။ဘာ Omnitrix ကိုတည်တင်ခွဲတဲ့သူဖြစ်ပြီးတော့ဘန်ရဲ့စီက Omnitrix ကိုလာတောင်းတာဖြစ်ပါတယ်။ဘန်ကလည်း Omnitrix ကို X-Men ကတည်တင်ခဲ့တာဖြစ်ကြောင်းစကြဝဠာတစ်ခုလုံးမှာ Omnitrix တစ်ခုပဲရှိတာကြားဖို့ကြောင့်ပြန်ပြောပါတယ်။ပြီးတော့ DNA Alien တွေနဲ့ Hybrid ဂျိုနာကောင်လေးရဲ့အနေရရှိနေသေးတာကြောင့်ဘာဂျိုကိုသူတို့အနေကကာဝယ်ရအောင်မှဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ Elviro က Omnitrix ကမပြည့်စုံနေတာကြောင့်ပြန်တောင်းတာဖြစ်ကြောင်းတွေလုပ်နေပါတယ်။ဘန်ကလည်း DNA Alien တွေကောင်ရုပ်ပြထားတာလို့ထင်နေပေမဲ့ Elviro ပြောပုံရသူကရုပ်ပြထားတာမဟုတ်ပဲ Omnitrix ကဘန်ရဲ့ DNA ကိုမှတ်ထားတာကြောင့်သူကငကိုပုံစံပြန်ပြောင်းမရပဲဘန်ရဲ့ပုံစံတိုင်းဖြစ်နေတာဖြစ်ကြောင်းပြောပါတယ်။တကယ်တော့ဆရာကြီး Elviro ကလူသားခန္ဓာကိုယ်ကိုမုန်းပြီးတော့မူလခန္ဓာကိုယ်ကိုပြင်လို့ချင်တာကြောင့် Omnitrix ကိုလာတောင်းတာဖြစ်ပြီးချွတ်ယူဆိုရင်တော့ Omnitrix ကိုဘယ်လိုချွတ်ရမှန်းမသိပါဘူး။ဆရာကြီးကလည်းပြောမရတာကြောင့် Omnitrix ကိုအားသုံးပြီးယူဖို့လုပ်ပါတယ်။ Jerry ပုံစံပြောင်းပြီးတော့ဘန်ကိုချိလိုက်ပေမဲ့ဘန်ကလည်းချက်ချင်းပဲ Human Castle ပုံစံပြောင်းလိုက်ပါတယ်။ Elviro ရဲ့ Jerry နဲ့ဘန်ရဲ့ Human Castle တို့ချနေကြပြီးတော့ Kevin နဲ့ Gwen ကလည်းကူးတိုက်ပေးတာကြောင့်မနိုင်မှန်းသိတဲ့ Elviro ကထွက်ပြေးသွားပါတယ်။ဘန်တို့ကလည်းချက်ချင်းနောက်ကလိုက်သွားပြီးတော့စက်ရုံတစ်ခုတည်းကိုဝင်သွားတာကြောင့်ဝင်ဖမ်းဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာ Elviro ကတော့ခုပုံစံနဲ့စက်ရုံထဲမှာပုံနေတာပါ။ပြီးတော့ Gwen နဲ့ Kevin ကိုဘန်ရောင်ဆောင်ပြီးတော့ဖမ်းလိုက်ပါတယ်။အဲ့ဒီခါမှာတော့ဘန်နဲ့ Elviro တို့တယောက်ချင်းရင်ဆိုင်မှုဖြစ်လာပါတော့တယ်။ဘန်ကခုပုံစံပြောင်းပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ Elviro ကတော့ပြန်လည်ခုခံနေပြီး Human Castle ပြောင်းပြီးပြန်တိုက်ဖို့လုပ်ပါတယ်။အဲ့ဒါကြောင့်ဘန်ကလည်း Sunfire ပုံစံကိုချက်ချင်းပြောင်းလိုက်ပြီးတော့သူ့ရဲ့မီးလုံးတွေနဲ့ Elviro ကိုရှေ့ဆော်ပါတယ်။ Human Castle ပုံစံနဲ့မရှင်းနိုင်တဲ့ Elviro ကလည်း Bitch ပုံစံပြောင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့ Sunfire ရဲ့မီးလုံးတွေက Bitch ကိုမထိနိုင်တာကြောင့် Elviro ပြန်ရေးတာသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ဘန်ကလည်း Brainstorm ပုံစံချက်ချင်းပြောင်းပြီးတော့ Elviro ကိုရှေ့ဆော်ပါတယ်။ဒီတစ်ခါမှာတော့ Elviro ရှေ့ဆော်ခံလိုက်ရပြီးတော့ Echo ပုံစံပြောင်းလိုက်ရပါတယ်။ဘန်ရဲ့ Brainstorm ကလည်း Echo ရဲ့အတန်လိုင်းကိုမခံနိုင်ဖြစ်နေတာကြောင့် Jerry ပြောင်းလိုက်ရပါတယ်။တစ်ဖက်က Elviro ကလည်း Spider-Man ကြီးပြောင်းပြီးတော့ဘန်ကိုသူ့ရဲ့အမြင်တွေနဲ့ချုပ်လိုက်နိုင်ပါတယ်။ဘန်ကလည်း Chroma Stone ပုံစံပြောင်းပြီးတော့ပြန်ဆော်ဖို့လုပ်ပေမဲ့ Omnitrix ကအားကုန်သွားတာကြောင့်လူပုံစံပြန်ပြောင်းသွားခဲ့ပါတယ်။ Elviro ရဲ့ Omnitrix ကအားမကုန်ပေမဲ့1/1လက်သေးချင်းထုံးမှန်လို့တာ Omnitrix နှစ်ခုကတ်သွားပြီးတော့တန်းလန်းကြီးဖြစ်နေပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့တွေသိတဲ့ AG အနေသမင်ဖြူနဲ့ Elviro ပုံစံပြောင်းသွားခဲ့ပါတယ်။အဲ့ဒီနောက် Gwen နဲ့ Kevin လည်းလွတ်လာပြီးတော့တန်းလန်းကြီးဖြစ်နေတဲ့နှစ်ကောင်လည်းနောက်ဆုံးမှလွတ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာ Kevin Show က Omnitrix ကိုတည်တွင်ခဲ့တဲ့ X-Men ရောက်လာခဲ့ပါတယ်။ဘန်ကိုလည်း Alien တွေခဏခဏပြောင်းနေတာကြောင့် Omnitrix ကိုတားခိုင်းနေပြီးတော့ Omnitrix တောင်ပျက်စီးတော့မယ်ဆိုပြီးစူနေပါတယ်။သူ့ရဲ့လက်ထောက် Elviro ကိုလည်း Omnitrix ကိုပေးကြီးတည်ထွင်လိုက်တာကြောင့်စူလိုက်ပါတယ်။ဟုတ်ပါတယ်။တကယ်က Omnitrix ကိုတည်ထွင်ခဲ့တဲ့သူက X-Men ဖြစ်ပြီးတော့Elviro ကတော့ Omnitrix ကိုတည်ထွင်တဲ့အခါမှာကူညီပေးခဲ့တဲ့သူ့ရဲ့လက်ထောက်ဖြစ်ပါတယ်။ X-Men က Omnitrix ဆိုတာတစ်ခုပဲရှိရမှာဖြစ်ကြောင်းသတိပေးပေမဲ့ Elviro ကတည်ထွင်လိုက်တာကြောင့်စူနေတာဖြစ်ပါတယ်။ Elviro က Omnitrix ကိုလူသားတွေလက်ထဲမထည့်ချင်ကြောင်းနဲ့သူ့ကော်ပီကအလုံးပြည့်ရင်ဘန်ရဲ့ Omnitrix ကိုယူဖို့လုပ်ပါတယ်။ဒါပေမဲ့သူ့ရဲ့လုပ်ရကြောင့်အကုန်လုံးဒုက္ခရောက်တော့မလို့ပါဖြစ်သွားတာကြောင့် X-Men က Elviro ကို Omnitrix ဖြုတ်လိုက်ပြီးတော့သူ့ကိုလည်းအချင်းထောင်ထဲကိုထည့်ထားလိုက်ပါတယ်။ဘန်ကတော့ Omnitrix ကိုဘလို့ရွေချမ်းနဲ့တည်ထွင်ခဲ့တာလဲနဲ့ဂျိုနာဘန်ကောင်ပြောင်းလို့ရကြောင်းတွေမေးဖို့လုပ်ပေမဲ့ X-Men ကတော့မေးခွန်းတွေမေးမနေပဲ Omnitrix ဟာဘန်နဲ့တိုက်တန်ကြောင်းနဲ့ Omnitrix ကိုအကျိုးရှိတဲ့နေရာမှာဆက်တော့မှုပြောပြီးနောက်တဲ့အခက်အခဲတွေအများကြီးကြုံလာရမှာကြောင့်သင်ပြထားဖို့ပြောပြီးပြောင်းသွားခဲ့ပါတယ်။ဘန်ရဲ့ပထမဆုံးအခက်အခဲကတော့ physics စာမေးပွဲဖြေရမှဖြစ်ပြီးတော့ဖြေဖို့အတွက်3နာရီလောက်တာလိုပါတော့တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘန်ကတော့ C+ အဆင့်နဲ့အောင်ဖြေနိုင်ခဲ့ပါတယ်။ဒီအပိုင်းရဲ့အစမှာတော့ကလေး2ယောက်မောင်းလာတဲ့ကားက break မမိတော့ပဲဆက်ပြီးစီးနေတဲ့ဘန်ကိုပါတိုက်မိတော့မလို့ဖြစ်သွားပါတယ်။ဘန်ကလည်းဘေးချဲပုံစံပြောင်းလိုက်ပြီးတော့အရှိန်လုံးပြီးတရားကနေပြုတ်ကျသွားတဲ့ကလေး2ယောက်ကိုကဲဖို့လုပ်ပါတယ်။ဘန်ကရေပြင်ကိုခဲလိုက်ပြီးတော့2ယောက်လုံးကိုကဲလိုက်နိုင်ပါတယ်။ကလေး2ယောက်ကလည်းဘန်ကိုကျေးဇူးတင်နေပြီးတော့ဘန်ကရုတ်တရက်ဆိုလို့ကားကြီးကိုပြေးစားနေပါတော့တယ်။နောက်တစ်ခါမှာတော့ Gwen ကသူတို့ကျောင်းမှာကားပွဲရှိတာကြောင့် Kevin ကိုသူနဲ့သူကားဖို့အတွက်လာဖိတ်သွားခဲ့ပါတယ်။ Kevin ကလည်းဦးလဲလဲနဲ့တခြားတော့မေးလိုက်ရပဲချမ်းခဲ့ပါတယ်။ဘန်ကလည်းတွားတိုင်းရင်သူ့ရဲ့တွားကြားတဲ့ကတတ်တူအပိုင်းစာကြီးထွက်လာတာကြောင့်သူ့စွမ်းတစ်ခုခုမူမမှန်ကြောင်း Kevin ကိုပြောပြနေပါတယ်။ Kevin ကလည်းမိမိကလေးတွေအကြောင်းဘယ်လောက်သိလဲနဲ့ Gwen ကသူ့ကိုကားဝဲဖိတ်တယ်ဆိုပြီးဗန်မေးတာနဲ့ဘာမှမဆိုင်တာတွေထားပြောပါတယ်။နေပွိုက်တဲ့ကတော့ထွက်လာနိုင်တဲ့ကောင်ကကျောင်းကားဝဲအတွက်ကြောင့်ဘလို့ကားရမယ်ဘလို့နေရမယ်ဆိုတာဘာမှမသိဘူးဆိုပြီးအဆုံးရင်လွင်နေ။အခုလည်းဗန်ပြောတာကိုတခြားမကြားနိုင်ပဲသူ့အနေနဲ့သူရှုံနေပြီးတော့ကာနီခရင်ကင်ကြီးတွေကအစကားဝဲနဲ့တက်ဆိုင်တဲ့ဟာတွေကိုလေ့လာဖို့ DVD အခွေးတောင်တွားငါးဖို့လုပ်နေရအောင်။အဲဒါကြောင့်ဗန်လည်း tennis လေ့ကျင့်နေတဲ့ဂျူလီစီတွားပြီးတခုခုမူမမှန်ကြောင်းတွားပြောပါတယ်။ဗန်ကနောက်ဆုံး alien ပြောင်းတဲ့အခေါက်တုန်းကဘာမှမမှတ်မိနေဖြစ်ပြီးတော့အသိစိတ်လွတ်နေတယ်လို့ဖြစ်ချောင်းပြောပါတယ်။အဲဒါကြောင့်ဂျူလီကလည်းနောက်တစ်ခါဘန် alien ပြောင်းတဲ့အခါလုံးတမျှကိုကိုမှတ်ပေးထားမှာဖြစ်ပြီးတော့ဘန်ကိုမှတ်မိအောင်ပြန်ပြောပေးမယ်ဖြစ်ချောင်းပြောပါတယ်။အဲဒီအကြံကိုဘန်ကလည်းလက်ခံလိုက်ပြီးတော့ alien ပြောင်းလိုက်ပါတယ်။ဘန်က Jerry ပုံစံပြောင်းလိုက်ပြီးမယ်ချက်ချင်းဆိုသလို Bitch ပုံစံပြောင်းသွားခဲ့ပါတယ်။ဂျူလီကလည်းဘန်ရဲ့နောက်ကလိုက်ခဲ့ပြီးတော့ဘန်ကတော့ဘာကာဆိုင်တစ်ခုကိုသွားနေတာပါ။အဲ့ဒီဆိုင်မှာတော့ဘန်ကတွေ့တဲ့မြတ်တတ်တူတွေအကုန်လုံးကိုလိုက်စားပြစ်နေတာပါ။အဲ့ဒီနောက်မှာတော့ဘန်ကနေရာတစ်ခုမှာပြန်လို့လာခဲ့ပါတယ်။ပြန်ရောက်တဲ့အခါမှာလည်းတခွားသေးစားစိမ်တွေကိုငန်းမရစားနေပြီးတော့ဂျူလီကိုတော့မေ့နေခဲ့တာပါ။အဲ့ဒီချိန်မှာကယ်ဗင်ကအရေးကြီးကိစ္စတစ်ခုလုပ်ဆရာရှိတယ်ဆိုပြီးဘန်ကိုပြောနေပါတယ်။ပထမတော့ဘန်ကသူ့ alien ပြောင်းလိုက်ရင်အသိစိတ်လွတ်သွားတဲ့အကြောင်းကိုပြောနေတယ်ထင်ပေမဲ့တကယ်ကကားဝဲအတွက်ဝစ်စုံမရှိတာကြောင့်ဘန်ကိုလာရောက်ကူညီတောင်းတာဖြစ်ပါတယ်။ဘန်ကလည်းထူးထူးဆန်းဆန်းသူ့အပိုးရဲ့ငငယ်ကဝစ်စုံတွေကလိုက်မဲ့ထင်းတဲ့တစ်ခုကိုထုတ်ပေးလိုက်ပြီးတော့ဖဲဖျားချင်နေပါပြပေးလိုက်ပါသေးတယ်။ဘန်ကတစ်ခုခုတော့ထူးဆန်းနေပါတယ်။အခုနောက်စားနေတဲ့တခွားသေးစားစိမ်တွေကိုလည်းတယောက်တည်းအကုန်စားပြစ်လိုက်ပြီးတော့ကယ်ဗင်ကိုလည်းဂွမ်ကဘာကြိုက်တတ်တဲ့ကအစားဘာလက်ဆောင်တွေတဘောကြတယ်ဆိုတဲ့အကြံတွေပါပေးထားပါတယ်။
ဂျူလီကတော့အရင်ညတည်းကဗန်ပြောက်သွားပြီးမတွေ့တာကြောင့်ဂွမ်ကိုပြောနေပြီးတော့ဂွမ်ကလည်းဘန်ကတစ်ခါလေအဲ့လိုပြောက်သွားတဲ့ကြောင်းနဲ့ကားဝဲဖိတ်ပြီးကလေးကကယ်ဗင်ကလည်းထူးထူးဆန်းဆန်းတွေလုပ်နေကြောင်းပြောပါတယ်တကယ်တော့အခေါ်လုံးကသူ့ကိစ္စနဲ့သူရှုပ်နေကြတာပါအဲ့ဒီချိန်မှာဘန်ရောက်လာပြီးတော့ဂျူလီကိုအရင်ညကဂျယ်ရီပြောင်းပြီးတဲ့ကဘာမှမှတ်မိတော့ကြောင်းပြောပါတယ်ဂျူလီကလည်းဂျယ်ရီမိုဘယ်ပစ်ချေပြောင်းသွားကြောင်းနဲ့သူလုပ်ခဲ့တာအသေးစိတ်ကိုပြောပြပါတယ်အဲ့ဒီချိန်မှာဘန်ကရုတ်တရက်ပစ်ချေပြောင်းလိုက်ပြီးတော့ထပြန်သွားခဲ့ပါတယ်သူပြန်သွားတဲ့နေရာကတပ်တူရီဂျူရဲ့နေရာဖြစ်ပြီးတော့တွေ့သမျှတပ်တူနဲ့နှမ်းရီဂျူတွေကိုမှစားပစ်နေပါတယ်ရဲတွေကလည်းလာရောက်တာပေမဲ့ပစ်ချေကိုတားမရဖြစ်နေပါတယ်ဂျူလီကလည်းနောက်ကလိုက်ခေါ်ပေမဲ့တိတ်ဆိတ်လွတ်နေတဲ့ဘန်ကဂျူလီကိုသူ့ရဲ့ရီခဲတွေနဲ့လိုက်မလာနိုင်အောင်လုပ်လိုက်ပါတယ်ကယ်မင်နဲ့ဂွမ်တို့ဘက်မှာတော့ចောင်းကားဝဲကိုတော့ပဲလုံနေပြီးတော့ကားပေါ်မှာစကားပြောရင်းကယ်မင်ကကားဝဲနဲ့တဆိုင်တော်ရဲ့ဂုံဘန်းစီကအကြံရတာဖြစ်ကြောင်းပြောလိုက်ရဂွမ်ကဘန်တစ်ခုကိုမူမှန်တာဖြစ်ကြောင်းတန်ရရှိလာပါတယ်အဲ့ဒီချိန်မှာဂျူလီကလည်းဖုန်းဆက်ကူကြီးတောင်းတာကြောင့် Onitry ရဲ့နေရာကိုခြေရခံပြီးတော့ဘန်ရဲ့နောက်ကိုလိုက်သွားကြပါတယ်တိတ်ဆိတ်လွတ်နေတဲ့ဘန်ကတကူကူကိုကာကွယ်နေပြီးတော့ဂွမ်တို့ကိုအနာကမ်းမခံပါဘူးတတ်တူပြောင်းလိုက်တဲ့ကယ်မင်ကိုလည်းပြေးကင်နေပြီးတော့တတ်တူမုံတဲ့ခြားတစ်ခုပြောင်းလိုက်မှတော့လှုပ်ပေးလိုက်တာပါအဲ့ဒီနောက်ဂွမ်ကဘန်ကိုဖမ်းထားလိုက်နိုင်ပြီးတော့ဂျူလီကတတ်တူပုံပေါ်ကဘန်ကာကွယ်နေတဲ့အရာကိုသွားကြည့်ပါတယ်နောက်ကလိုက်တာတဲ့ဘန်ကိုလည်းဂွမ်ကပဲတားပေးလိုက်ရပြီးတော့ခုနက်ကနေရာကိုသွားကြည့်တဲ့အခါမှာတော့အစိမ်းရောင်ချွဲကြီးတွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီထဲကအလုံးလေးတွေထွက်လာပြီးတော့တကယ်တော့အဲ့ဒီဟာလေးတွေကပစ်ချေပေါက်စာလေးတွေဖြစ်လာမဲ့ဥလေးတွေပါအဲ့ဒီအလုံးလေးတွေကနေပစ်ချေလေးတွေပေါက်လာပြီးတော့ထွက်သွားကြပါတယ်အဲ့ဒီအခါမှာဘန်နဲ့လူပုံစံပြန်ပြောင်းသွားပြီးတော့ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဘာမှတော့မှန်းမိပါဘူးကယ်ဗင်ရဲ့ပြောပုံရအဲ့ဒီကောင်လေးတွေက necrophagy ရဲ့မျိုးနွယ်ဝင်အကောင်ပေါက်လေးတွေဖြစ်ပြီးတော့အာကာနာတွေကအေးတဲ့နေရာမှာနေကြ solar plasma တွေကိုစားကြောင်းနဲ့280မှာတစ်ခါဥဥကြောင်းတိလိုက်ရပါတယ်ကယ်ဗင်ကဘန်ကိုကလေးမိဖြစ်ပြီးလို့စနေပြီးတော့အဲ့ဒါကြောင့်ဘန်ကချင်းချင်းတွေတက်တာတို့ကားဝဲတွေကြောင်းကြံပြီးတော့လုံနေခဲ့တာပါအဲ့ဒီနောက်ဘန်နဲ့ဂျူလီနဲ့အတူပြန်သွားပြီးတော့ကယ်ဗင်နဲ့ခွမ်ပဲချင်ခဲ့ပါတော့တယ်အဲ့ဒီလိုနဲ့ကားဝဲလေးမမီတော့တာကြောင့်ကယ်ဗင်နဲ့ခွမ်လည်းအဲ့ဒီနေရာလေးမှာပဲအတူတူကာရင်ဒီပိုင်းလေးပြီးသွားပါတော့တယ်ဒီပိုင်းရဲ့အစမှာကယ်ဗင်ကတယ်လီပိုတာတစ်ခုကိုဆက်လက်နေပါတယ်ဒါပေမဲ့ဆက်နက်မှုကတခုကိုချွေးနေတာကြောင့်ဘန်ကပဲဆွမ်ဖိုင်ယံပုံစံပြောင်းပြီးတော့တယ်လီပိုတာကြီးကိုဖျက်ဆီးလိုက်ရပါတယ်။အဲဒါကြောင့်သုံးမရတော့တဲ့တယ်လီပိုတာကြီးကိုပြင်ဖို့အတွက်ဆက်ပြင်းတဲ့နေရာမှာဆရာကြီးဖြစ်တဲ့ကူပါကိုတွားရောက်ကူညီတိုင်းရပါတော့တယ်။ဒါပေမဲ့ကူပါရဲ့အိမ်ရောက်သွားတဲ့အခါမှာတော့သူ့ကိုမတွေ့ရတော့ပဲ။ DNA alien တွေပြန်ပြီးဆွဲတာခံလိုက်ရကြောင်းမစိကိုပဲတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ဘန်တို့လည်းကူပါကိုကယ်ဖို့လုပ်ရပါတော့တယ်။ကူပါရှိမယ့်နေရာကိုဂွမ်ကသူ့ရဲ့အစွမ်းနဲ့အောင်ခံလိုက်ပြီးတော့လိုက်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့လိုက်သွားခဲ့တဲ့နေရာမှာတော့ဘာတစ်ခုမှမတွေ့ရပဲစွန့်ပစ်နေရာကြီးတစ်ခုဖြစ်နေကြောင်းပဲတွေ့လိုက်ရပါတယ်။တကယ်တော့အဲ့ဒီနေရာမှာကဘာမှမရှိတာမဟုတ်ပဲနီးပညာတစ်ခုကြောင့်နေရာတစ်ခုလုံးကိုပြောင်းအောင်လုပ်တာကြောင့်ဘန်တို့တွေ့လိုက်ရပါတယ်။အထဲမှာတော့ DNA alien တွေအုပ်လိုက်ကြီးရှိနေပြီးတစ်ခုကိုစောက်လုပ်နေရန်တူပါတယ်။ဂွမ်ကလည်းကူပါရှိမယ့်နေရာကိုထပ်အောင်ခံလိုက်ပြီးတွားခဲ့ဖို့လုပ်ရပါတယ်။နောက်ဆုံးမှာတော့ကူပါရှိတဲ့နေရာကိုတိလိုက်ပြီးအခန်းထဲမှာဖြစ်တာကြောင့်ဘန်ကပဲကူပုံစံပြောင်းပြီးတော့တိတ်ဆိတ်ဝင်သွားခဲ့ရပါတယ်။ကူပါကတော့ဘာစီတီယန်လို့ခေါ်တဲ့တပ်တုံနဲ့ DNA alien တွေအတွက်တစ်ခုကိုလုပ်ပေးနေရပါတယ်။အဲ့လိုလုပ်နေတဲ့ချိန်မတော်တဆနှစ်ခုထိလိုက်မိရာချိန်နှုံးတွေအများကြီးထွက်လာပြီးတော့ DNA alien ကောင်တွေလဲကျသွားခဲ့ပါတယ်။စိတ်တူသွားတဲ့နှစ်ကောင်လည်းကူပါကိုစောဖို့လုပ်ပေးပြီးဘန်ရောက်လာပြီးတော့နှစ်ကောင်လုံးကိုပြန်စော်ပေးလိုက်ပါတယ်။ကူပါကိုကယ်ပြီး DNA alien တွေမသိအောင်စကန်နဲ့ကထွက်ဖို့ကိုတော့ဘန်တို့အခက်တွေ့နေပါတယ်။ဒါပေမဲ့ကူပါမှာကိုပြောင်းနိုင်တဲ့ဆက်ကလေးရှိတာကြောင့်အဲ့ဒီဆက်ကိုပဲတုံပြီးတော့အပြင်ထွက်ဖို့လုပ်ရပါတယ်။တကယ်တော့ DNA alien တွေရဲ့စကန်ကိုပြောင်းအောင်လုပ်ပေးထားတဲ့ဆက်ကလည်းကူပါလုပ်ပေးထားတာဖြစ်ပြီးတော့ခုဘန်တို့နဲ့အတူပြောင်းအောင်လုပ်လိုက်တဲ့ဆက်ကလေးကတော့ရှေ့ပြေးနမူနာပုံစံဖြစ်ပါတယ်။အဲ့ဒီလိုရှေ့ပြေးနမူနာပုံစံဖြစ်တာကြောင့်လည်း DNA alien တွေရှေ့ရောက်ကမှဆက်ကထပြန်သွားတာကြောင့်ဘန်တို့တိုက်ချားရှည်ရွေးရမှလို့ဖြစ်သွားခဲ့ပါတယ်။ DNA alien တွေကများလုံးတာကြောင့်ဘန်တို့တိုက်ခုခံချိန်တော့မရလိုက်ပဲအကုန်လုံးဖမ်းခံလိုက်ရပါတယ်။ကူပါကိုတော့အလုံးဆက်ခိုင်းထားပြီးတော့ဘန်တို့ကိုတော့တတ်ခွဲထားလိုက်ပါတယ်။အဖမ်းခံထားရဲ့ဘန်တို့ကလည်းကြံတစ်ခုရောက်လာတာကြောင့်ကယ်ဗင်ကဘာစီတီယန်တပ်တူကိုဆွတ်ယူပြီးတော့ဘန်ကအကိုပုံစံနဲ့ကွန်ဘိုလုပ်ပြီး DNA alien တွေကိုလိုက်ဆော်ပါတယ်။သူတို့ကိုမို့ဆိုတာကဂွမ်ကဘာစီဒီယန်တက်တူဆုပ်ထားတဲ့ကယ်ဗင်ခန္ဓာကိုယ်ကိုဒမ်းမေးပေးလိုက်ပြီးတော့ထွက်လာတဲ့ချိန်နှုန်းတွေကိုအကိုရဲ့အတန်လိုင်းနဲ့ပိုချအောင်လုပ်ဝေလိုက်ပြီးတော့ DNA alien တွေကိုလိုက်ဆော်တဲ့သဘောဖြစ်ပါတယ်။အဲ့ဒီကိုမိုကအလုပ်ဖြစ်သွားပြီးတော့နောက်ဆုံးမှာတော့ကူပါကိုအောင်မြင်နဲ့ကင်နိုင်ပါတယ်။ပြီးတော့ DNA alien ကောင်တွေရဲ့စကန်ကိုပြောင်းအောင်လုပ်ပေးထားတဲ့ဆက်ကြီးကိုလည်းဖြတ်သိလိုက်နိုင်ပြီးတော့ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ DNA alien ကောင်တွေကတော့သူတို့လုံနေတာကိုတခြားသူတွေတိတော်ပြီးပြဿနာဖြစ်မှာဆိုလို့ဆက်မလိုက်ပဲကျန်ခဲ့ပါတယ်။ဒါတော့မြင်တော့တဲ့လူတယောက်ရဲ့တိုင်ကြားမှုကြောင့်ရဲတယောက်လာရောက်မေးမြန်းနေတာကိုခံနေရပြီးတော့ DNA alien ကောင်တွေကလည်းရုပ်ဖြတ်ပြီးအဆောက်အဦတစ်ခုစောင့်နေတာဖြစ်ကြောင်းသိစားလိုက်ပါတယ်။ဒီဘိုင်းမှာတော့ငကားတွေကိုပထွေးမုံမုံနေနဲ့ Forever Nights တွေနဲ့ Season 1 တုန်းကဘတ်ဆန်ကဘာပေါ်မှာထားခဲ့တဲ့ရှီလေးကိုပြန်တွေ့ရမှာဖြစ်ပါတယ်။ဇလန်ရဲ့အစမှာ Joseph Chadwick ဆိုတဲ့သူက Forever Nights တွေကိုသူတို့ဖမ်းထားတဲ့ငကားလွတ်သွားတာကြောင့်စူးနေပါတယ်။ဒါပေမဲ့သူတို့ကလက်မလျှော့သေးပဲအဲ့ဒီငကားကိုအာကာသထဲတွေပါလိုက်ပြီးတော့ရှင်းပြဖို့အတွက်လုပ်နေတာ။အဲ့ဒီလိုရှင်းပြဖို့အတွက်လက်နက်တွေအပြည့်စုံပါတဲ့အာကာသရေမြန်ကြီးတစ်ခုကိုတော့စီစဉ်ပေးနေပါပြီ။ဒါပေမဲ့အဲ့ဒီရင်ကိုမောင်းဖို့အတွက်ဆိုရင်တာမန်လူတစ်ယောက်အနေနဲ့မဖြစ်နိုင်တာကြောင့်ရင်ကိုထိန်းချုပ်ဖို့အတွက်နည်းလမ်းရှာရပါတော့တယ်။အဲ့ဒီအတွက်အရာဝတ္ထုတွေကိုကတ်တွေပေါင်းဆက်ပြီးလိုအပ်တယ်လို့ထိန်းချုပ်နိုင်တဲ့ upgrade ဒါမှမဟုတ် Definite မကာမောမျိုးနွယ်ဖြစ်တဲ့ရှီလေးကိုမျက်စိချနေပြီးတော့သူ့ကိုဖမ်းဖို့ကိုတော့စာမော်တွန်ဆိုတဲ့လူကတောင်းယူလိုက်ပါတယ်။ရှစ်လေးကိုတော့ဂျူလီကမွေးစားထားတာဖြစ်ပြီးတော့သူ့ရဲ့အမှုချင်းတွေအားလုံးကခွေးတစ်ကောင်လို့ဖြစ်ပြီးတော့တော်တော်လေးချစ်စရာကောင်းပါတယ်။ဂျူလီကိုလည်းပုံစံမျိုးစုံလုပ်ပြနေပြီးရင်ဟုတ်တမောကြီးပါလုပ်ပြလိုက်ပါသေးတယ်။ဂျူလီကတော့ဂွမ်နဲ့အတူဈေးဝယ်သွားဖို့အတွက်ရှစ်လေးကိုအိမ်မှာပဲထားခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီကောင်ကအိမ်မှာမနေပဲကယ်ဗင်ရဲ့ကာနောက်ကကတ်လိုက်သွားခဲ့ပါတယ်။အောက်ပေါ်မှာတော့ဂျူလီကဘန်သူ့ကိုလွမ်းနေကြောင်းစားဖို့ရဆိုပြီးဂွမ်တို့ကိုကြွားနေပါတယ်။ဒါပေမဲ့ဈေးဝယ်လိုက်ဖို့ကိုတော့အိမ်စာရှိတာကြောင့်မလိုက်တော့ပဲအိမ်မှာပဲကျန်ခဲ့တယ်ဆိုပါတယ်။
ခေကဆီယာနမားကအေးစာလုပ်နေတာမဟုတ်ပဲ Brace Stealer from Outer Space ဆိုတဲ့စကားကိုကြည့်နေတာပါဘမ်းမမဟုတ်ပါဘူးကယ်ဗင်ကလည်းလိုက်တာပို့ရတယ်တွားကျင်တဲ့ပုံမောပါဘူးအဲ့ဒီချိန်မှာမော်တွန်ကကယ်ဗင်တို့ကိုနောက်ကလိုက်ပစ်ပါတယ်ကယ်ဗင်တို့ကတော့ဘာလို့လိုက်ပစ်နေမှမသိပေမဲ့တကယ်ကရှစ်ကိုဖမ်းဖို့အတွက်ရောက်လာခဲ့တာပါဘန်ကလည်းဘန်ကိုဖုံးဆန်ကူညီတောင်းလိုက်တာကြောင့်ဘန်ကဂျက်ရစ်ပုံစံနဲ့ချက်ချင်းနောက်ကလိုက်လာခဲ့ပေမဲ့မမေးလိုက်ပဲရှစ်လေးကတော့ဖမ်းခံလိုက်ရပါပြီဘန်ကတော့ရှစ်ကိုဘာလို့ဖမ်းသွားမှန်းတော့မသိပါဘူးကယ်ဗင်တို့ပြောပြလိုက်တော့မှရှစ်ကတူထိလိုက်တဲ့အရာတွေရဲ့ပုံစံနဲ့လက်နက်မျိုးစုံပုံစံတွေကိုပါပြောင်းနိုင်နေကြောင်းကိုသိလိုက်ရတာပါကယ်ဗင်ရဲ့ကားကလည်းမော်တွန်ရဲ့လက်ချက်နဲ့ထိခိုက်သွားတာကြောင့်ဆွဲကားပေါ်ကိုရောက်နေပါတယ်ရှစ်လေးကိုခဲဖို့အတွက်သူ့ကိုဖမ်းထားတဲ့နေရာကိုရှာဖို့တော့ဘန်ကသူ့ရဲ့စွမ်းနဲ့အောင်ခလိုက်ပေမဲ့မရဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ခွမ်းရဲ့အစွမ်းကတက်ရှိတွေကိုပဲရှာနိုင်တာဖြစ်ပြီးရှစ်ကစက်ပစ္စည်းလိုမျိုးဖြစ်နေတာကြောင့်ပါဒါပေမဲ့သတင်းစာထဲမှာတန်တရားရှိစရာရရိုက်တစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီမှာရှိနိုင်တာကြောင့်တွားရောက်ကြည့်ရှုဖို့ဖြစ်လာပါတယ်အဲ့ဒီမှာဂျူလီကလည်းရှစ်ကသူ့မေးထားတဲ့အကောင်လေးဖြစ်တာကြောင့်လက်ရှိနေပေမဲ့ဘန်ကတော့အနေနဲ့များတာကြောင့်မခေါ်ခြင်းဖြစ်နေပါတယ်ဒါပေမဲ့ဂျူလီကိုတော့တားလို့ရမှာမဟုတ်ပါဘူးအဲ့အပြင်သူ့ကိုမယုံရကောင်းလားဆိုပြီးကားပေါ်အထိပါစိတ်ကောက်နေပါသေးတယ်တစ်ဖက်မှာတော့အဖမ်းခံရတဲ့ရှစ်လေးကိုဒေါက်တာဂျိုးဆက်ကတခုခုလုပ်နေပါတယ်အဲ့ဒီမှာသူကရှစ်လေးရဲ့ခန္ဓာကိုယ်မှာစက်ပစ္စည်းတစ်ခုတက်လိုက်ပြီးတော့ထိန်းချုပ်လိုက်ပါတယ်တန်တရားရှိတဲ့ရဲတိုက်ကိုဘန်တို့ရောက်လာတဲ့အခါမှာတော့အော်တိုပါဝင် Forever Nights တွေကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဘန်တို့အဖွဲ့ကပဲတက်ညီလက်ညီနဲ့ Forever Nights တွေကိုအမှောက်သိမ်းနိုင်လိုက်ပါတယ်အဲ့ဒီနောက်ဒေါက်တာဂျိုးဆက်ရောက်လာပြီးတော့သူ့ရဲ့လက်နက်တွေအပြည့်စုံပါတဲ့ရင်မြန်ကြီးနဲ့ဘန်တို့ကိုတိုက်ခိုက်ဖို့လုပ်ပါတယ်။မြန်ကိုတော့ရှစ်လေးကိုထိန်းချုပ်ခိုင်းထားတာဖြစ်ပြီးတော့ဘန်တို့ကိုစတင်တိုက်ခိုက်ပါတယ်။ဘန်ကစွမ်းဖိုင်ရပုံစံနဲ့ပြန်တိုက်ခိုက်ဖို့လုပ်ပေမဲ့ရှစ်လေးကိုထိခိုက်မှကြောင့်ဂျိုလီကတားလိုက်ပြီးတော့အသိစိတ်လွတ်နေတဲ့ရှစ်လေးကိုနားချဖို့လုပ်ပါတယ်။နောက်ဆုံးမှာတော့ရှစ်လေးကိုနားချလိုက်နိုင်ပြီးတော့အသိစိတ်ပြန်ဝင်လာခဲ့ပါတယ်။အသိစိတ်ပြန်ဝင်သွားတဲ့ရှစ်လေးကလည်းဘန်တို့ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ဒေါက်တာဂျိုးဆက်တို့ရဲ့အဖွဲ့ကိုရင်ပုံစံပြန်ပြောင်းပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒေါက်တာဂျိုးဆက်ကတော့မော်တွန်တို့ကိုလက်နက်ချခိုင်းဖို့ပြောပေမဲ့နိုင်တွေရဲ့စိတ်တဲ့အတိုင်းလက်နက်မချဘဲအဆုံးထိတိုက်ခိုက်ဖို့ပဲလုပ်ပါတယ်။အဲ့ဒီမှာနှစ်ဖက်အပြန်လည်ချကြပြီးအဆောင်ကြီးလည်းမခံနိုင်တော့ပဲပြိုကျတော့မှဖြစ်တာကြောင့်ဘန်တို့တွေလည်းရှစ်လေးရဲ့ရင်ပြန်ပုံစံနဲ့ပဲထွက်ပြေးလွန်မြောက်သွားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှစ်လေးကိုအောင်မြင်နဲ့ကြိုင်လိုက်နိုင်ပြီးတော့ရှစ်ကလည်းဘန်တို့အတွက်အသုံးဝင်တဲ့အကောင်လေးတောင်ဖြစ်လာပါတော့တယ်။ဒီဘန်းရဲ့အစမှာဘန်းရဲ့အဖေနဲ့အမေကသူတို့သားဘလောက်လိမ်မာကြောင်းတော်ကြောင်းတွေကိုချီးကျူးနေပါတယ်။အဲ့လိုဘန်းလိမ်မာနေတာကလည်းသူတို့တွေရဲ့အုတ်ထိတ်မှုကောင်းလို့ဖြစ်ပြီးတော့ဘန်းကိုလည်းမချုပ်ချယ်ပဲလောလောလတ်လတ်ထားတာကြောင့်လို့နှစ်ယောက်သားခုံယူနေကြပါတယ်။အဲ့ဒီချိန်ဂျိုသားတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့်လမ်းပေါ်မှာပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီကောင်ကြီးကတော့ hybrid ဂျိုသားကောင်တစ်ကောင်ဖြစ်ပြီးတော့အရင်ကောင်တွေရဲ့ပုံစံနဲ့မတူပဲထူးခြားနေပါတယ်။အဲ့ဒီကောင်ကြီးကတော့ Aquaman နဲ့ Fawn နဲ့ဖြစ်ပြီးတော့အရင်ကမြင်မှုတဲ့ hybrid ကောင်တွေတဲ့ပူကျန်းပါတယ်။အဲ့ဒီချိန်ကောင်လေးတယောက်ကမပြေးပဲ hybrid ဂျိုသားကောင်ကြီးစီပြေးသွားနေတာကြောင့်ဘန်းရဲ့အဖေနဲ့အမေကတားနေရပါတယ်။တေချာကြည့်လိုက်တော့မှအဲ့ဒီကောင်လေးကတခြားသူမဟုတ်ပဲဘန်ဖြစ်နေတာကိုသိလိုက်ရတာပါကယ်ဗင်နဲ့ခွန်ကလည်း heavy ကောင်ကိုတိုက်ခိုက်နေပြီးတော့ဘန်ကလည်း swap fire ပုံစံနဲ့ဝင်ပြင်းပေမဲ့သူပဲပြန်ပြီးဆော့ခံလိုက်ရပါတယ်ဒါပေမဲ့ကယ်ဗင်နဲ့ခွန်ရဲ့ပူပေါင်းတိုက်ခွဲကြောင့်ဟိုကောင်ကိုပြန်ဆော့နိုင်လိုက်ပါတယ် heavy ကောင်ကလည်းသူ့ရဲ့ပုံစံတစ်ကြောင့်ဘာမှတော့ဖြစ်မသွားပေမဲ့ဘန်တို့ကိုဆက်မတိုက်ခိုက်တော့ပဲထွက်သွားပါတော့တယ်ချေဆော့ခံလိုက်ရတဲ့ဘန်လည်းသူ့ရဲ့မျက်ကွင်းမှာညှို့သွားပြီးတော့အဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကိုမြင်သွားခဲ့တာကတော့သူ့ရဲ့အဖေနဲ့အမေပါhybrid ကောင်ဆော်တာခံလိုက်ရတဲ့အပြင်အိမ်ပြန်ရောက်ရင်သူ့မိဘတွေထက်ဆော်တာပါခံရတော့မယ့်ပုံမှာသူ့မိဘတွေကတော့ဘန်ကိုအိမ်ကနေစီးညိုနေပြီးတော့ဘန်ကလည်းသူတို့မသိဘူးထင်တဲ့ကျောင်းကောင်တွေနဲ့ရန်ဖြစ်ခဲ့တာဖြစ်ကြောင်းလိန်လိုက်ပါသေးတယ်ဒါပေမဲ့တိနေပြီးသားဖြစ်တဲ့ဘန်ရဲ့မိဘတွေကြောင့် Onitrix ကိုလွန်ခဲ့တဲ့9နှစ်တည်းကစတုံနေခဲ့တာဖြစ်ကြောင်းနဲ့ကဘာကြီးကိုအဖိုးနဲ့အတူကာဝယ်နေတာဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်ဒါပေမဲ့အခုမှဒီကြောင်းတွေကိုသိတဲ့ဘန်ရဲ့မိဘတွေကတော့ဘန်ကိုအလိုလိုက်တာများသွားတာကြောင့်ဒီလိုတွေဖြစ်နေရတာဆိုပြီးတော့ Onitrix ကိုတင်ထားဖို့လုပ်ပါတယ်ဘန်က Onitrix ကိုချွတ်လို့မရကြောင်းပြောပေမဲ့ဆွဲမလျှော့တဲ့ဘန်ရဲ့အဖေကနီးမျိုးစုံနဲ့စူးစမ်းကြည့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူလည်းတကယ်ချွတ်မရမှန်းကိုလက်ခံလိုက်ရပါတော့တယ်ဒါပေမဲ့ Onitrix ကိုအသုံးပြုဖို့ကတော့ပိတ်ပင်လိုက်ပါတယ်တကယ်တော့ဘန်ရဲ့မိဘတွေကလည်းအနေများတဲ့လုံမှုဘန်ကိုမလုပ်စေချင်တာကြောင့်ပိတ်ပင်နေတာဖြစ်ပါတယ်ကယ်ဗင်နဲ့ခွန်ကတော့ hybrid ကောင်တွေရဲ့ခုံတင်တင်မောတစ်စင်းကက်စတွန်ကျွန်းကနေဘဲဥမြို့ကိုတင်ပို့မဲ့အကြောင်းကိုစုံစမ်းနေပြီးတော့အဲ့ဒီချိန်မှာ DNA alien တွေရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အဲဒါကြောင့်ကယ်ဗင်ကဘန်ကိုဖုံးဆက်ကိုညင်တောင်းလိုက်ပြီးတော့ဘန်ကလည်းကျောင်း project အတွက်အင်စာလုပ်ရရှိရဆိုပြီးခိုးထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဘန်ရဲ့မိဘတွေကဘန်ခိုးထွက်မှာကိုကြိုးတင်နေပြီးတော့ရှေ့ကနေကြိုးဆောင်နေပါတယ်။ဘန်ကလည်းသူကဆွမ်းရှိတဲ့ alien ဖြစ်ကြောင်းတွေပြောလိုက်ပြီးမြဲသူ့အမေကအိမ်ပြင်ထွက်ရင်ရိုက်မယ်ဆိုတာကြောင့်ဘန်ခင်များအိမ်ထဲကိုပြန်ဝင်သွားခဲ့ရပါတယ်။ဘန်ဘလောက်တောင်ဘူးနေလဲဆိုရင်ဒီကောင်အကိုရဲ့မျက်နှာကိုကြည့်ရင်ကျွန်တော်တို့သိပါတယ်။ခွန်တို့ကလည်း DNA alien တွေနဲ့တိုင်းပတ်နေတာကြောင့်ဘန်ကိုဖုံးဆက်ကူညီတောင်းနေပါတယ်။အဲဒါကြောင့်ဘန်ကလည်းဖုန်းထဲကနေအကိုရဲ့အတန်လိုင်းနဲ့ DNA alien ကောင်တွေကိုစော်ပေးလိုက်ရပါတယ်။အဲ့ဒီချိန်သူမိမာတွေခန်းထဲကိုရောက်လာပြီးတော့ဖုန်းကိုပါတင်လိုက်ပါတယ်။သူ့အမေကဘန်နဲ့ဖုန်းပြောနေတာဘာလို့လဲဆိုတာကိုမေးပေမဲ့အချင်းချင်းပေါ်ထားတဲ့ယုံကြည်မှုကိုဘယ်တော့မှမဖောက်ဖျက်မဲ့ဘန်ကတော့မပြောဘဲပေးနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆရာကြီးဘန်ကတော့သူ့အမေနှစ်ချက်စိုက်မကြည့်လိုက်ရပါဘူး။အကုန်ပြောပြလိုက်ပါတော့တယ်။အဲဒါကြောင့်ခွန်ရဲ့အိမ်ကလည်းတိသွားပြီးတော့ခွန်ကလည်းအဆူခံလိုက်ရတဲ့ကြောင့်ဘန်ကိုလှမ်းပြီးရန်တွေ့နေပါတယ်။ဘန်နဲ့ခွန်တို့အိမ်မှာပိတ်မိနေတဲ့အချိန်မှာတော့ကယ်ဗင်ကသူတို့စုံစမ်းနေတဲ့ကိစ္စကိုတယောက်တည်းဆက်လုပ်နေရပါတယ်။အဲ့ဒီမှာအစိမ်းရောင်ရည်တွေကိုတွေ့တာနဲ့စစ်ဆေးဖို့နမူနာယူသွားတဲ့အချိန်မတော်တဆကန်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒါကြောင့် DNA alien တွေကလည်းသူ့ကိုဒိတ်ထားမိသွားပြီးတော့ဘာမှလုပ်မရတဲ့ကယ်ဗင်ကလည်းဘန်တို့ကိုပဲဖုန်းဆက်ကူညီတောင်းရပါတယ်။ဒါပေမဲ့ကန်ကောင်းတာကသူ့ရဲ့ဖုန်းကတိုက်တင်နီယန်နဲ့လှုပ်ထားတာဖြစ်တာကြောင့်အဲ့ဒီဟာကိုပဲဆုတ်ယူပြီးတော့ကန်ထဲကထွက်လာနိုင်ခဲ့ပါတယ်။ခွန်ရဲ့ပြောပြချက်အရအဲ့ဒီထဲကအရာတွေကနျူကလ িয়ার စမ်းသပ်ချက်ကြောင့်ရေဒီယိုတက်တီကျော်နေတဲ့ကက်စတွန်ကျွန်းကဘယ်ရီတီးတွေကိုစားထားတဲ့လင်းနိုတွေရဲ့အညစ်အကြေးတွေဖြစ်ပါတယ်။အဲ့ဒီဘက်ခွာနိုတွေကကဘာပေါ်ကအရှားဆုံးအိုက်ဆိုတိုတွေဖြစ်ပြီးတော့ပမာဏများရင်အန္တရာယ်ရှိပါတယ်။ဘန်ရဲ့ဘက်မှာတော့ဖုံးပြောပင်မှာပိတ်ခံနေရပြီးတော့
ကယ်ဗင်ကတော့တယောက်တည်းတိုင်းပတ်နေပါပြီဒီတစ်ခါမှာတော့ဘန်ကသူ့ရဲ့မိဘတွေကိုစန့်ကျင်ပြီးတော့ဒုက္ခရောက်နေတဲ့သူ့ဘော်ဒါကိုကယ်ဖို့အတွက်ထွက်သွားပါတော့တယ်တင်မောဘော်ကကယ်ဗင်ကတော့ Hybrid ကောင်ရဲ့လက်ထက်မှာဖမ်းခံလိုက်ရပြီးတော့ဘက်ခွာနိုတွေရဲ့အကြောင်းကိုသိဖို့အတွက်စကားနိုင်နေပါတယ်ဒါပေမဲ့မရဖြစ်နေပြီးတော့အဲ့ဒီအချိန်မှာဘန်ရောက်လာခဲ့ပါတယ်တကယ်တော့ DN Alien တွေကအဲ့ဒီဘက်ခွာနိုတွေကိုတတ်ဆင်နေတာဖြစ်ပြီးတော့အငွေ့ပြန်လွယ်တဲ့ isotope တစ်ခုဖြစ်ပြောင်းပြီးတော့ power source တစ်ခုဖြစ်သုံးမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာတွေကိုလည်းခွမ်းကစုံစမ်းပေးထားတာဖြစ်ပြီးတော့သူတို့မသိလိုက်တာကအဲ့ဒီ power source ကိုဘာအတွက်သုံးမှလဲဆိုတာကိုပါ Hybrid ကောင်ကတော့လူသားတွေအတွက် sprite အစီအစဉ်တစ်ခုလို့ဆိုပါတယ်အဲ့ဒီမှာ DN Alien ကောင်တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီးတော့ကယ်ဗင်က cable တစ်ခုကိုစုပ်ယူလိုက်ပြီးတော့ဘန်နဲ့ပေါင်းပြီး DN Alien တွေကိုစော်ပါတယ် Hybrid ကောင်ကလည်းကြံနေသေးတာဖြစ်တာကြောင့် DN Alien တွေကိုကယ်ဗင်နဲ့လွှဲထားလိုက်ပြီးတော့ဘန်ကတော့ Hybrid ကောင်နဲ့တကောင်ချင်းရှင်ချပါတယ်ဒါပေမဲ့နေရာကကျင်းလာကြောင်းဘန်ရဲ့ human castle ကအရွယ်စားကြည့်မရပဲပုံစံသစ်နဲ့ Hybrid ကောင်ကဘန်ကိုအသာစီးကနေတိုက်ခိုက်နေပါတယ်အဲ့ဒီအချိန်တကားတစ်ခုပွင့်လာပြီးတော့တနက်ပစ်ချက်တစ်ခုထွက်လာခဲ့ပါတယ်ပြစ်လိုက်တဲ့သူကတော့တခြားမဟုတ်ပဲဘန်ရဲ့အဖေပါကယ်ဗင်ကိုဝိုင်းချနေတဲ့ DN Alien ကောင်တွေကိုလည်းသူတို့ပဲပြောင်းသွားလှည့်လိုက်ရုံနဲ့အကုန်လုံးတန်းနေအောင်ထွက်ပြေးသွားပါတော့တယ်အဲ့ဒီလောင်ချာကဘန်ရဲ့အဖေနဲ့တိုလေး friend တို့ငငယ်တဲကတက်ခုမှရှိနေတဲ့ Plasma Vessel ကတစ်မျိုးဖြစ်ပါတယ်ဘန်ကလည်းသူ့အမေကိုပြန်ပြောမိတာတွေကြောင့်တောင်းပန်လိုက်ရပြီးတော့ဘန်ရဲ့မိဘတွေကလည်းဘန်ရဲ့အလုပ်ရက်နဲ့လုံနိုင်ဖန်တွေကိုမြင်ပြီးတော့ချီချီပြူပြူနဲ့လက်ခံလိုက်ပါတယ်ပြန်ထလာတဲ့ Hybrid ကောင်ကိုတော့ဘန်ရဲ့အဖေကလောင်ချာနဲ့ထုလိုက်ပေမဲ့ဒီတစ်ခါမှတော့ဘာမှမဖြစ်သွားခဲ့ပါဘူးအဲ့ဒါကြောင့်ဘန်ကပဲလောင်ချာနဲ့ Hybrid ကောင်ရဲ့ software ကိုတစ်ချက်လောက်ရိုက်ပြီးတော့အနိုင်လိုက်ပါတယ်နောက်ဆုံးမှာတော့ဘက်ကွာနိုတွေတင်ထားတဲ့တင်မော်ကြီးကိုလည်းဖျက်ဆီးလိုက်နိုင်ပြီးတော့ဘန်လည်းသူ့မိဘတွေနဲ့ပြန်ပြီးအဆင်ပြေသွားပါတော့တယ်ဒီဘန်ရဲ့စာမှာတော့ခွန်တယောက်ဘန်ရဲ့စီကိုရောက်နေပါတယ်အကြောင်းကတော့သူ message တစ်စောင်ရတာကြောင့်ဖြစ်ပြီးတော့အဲ့ဒီကြောင့်ပြောပြဖို့အတွက်ကယ်ဗင်ကိုစောင့်နေတာပါအဲ့ဒီအချိန်ခွန်ကတစ်ခုကိုခန်းစားလိုက်ရပြီးတော့သူ့ရဲ့ရှေ့မှာ hologram ပုံရိပ်တစ်ခုပေါ်လာခဲ့ပါတယ်ဆက်တွေ့လိုက်တဲ့သူကတော့ဟယ်လန်ဖြစ်ပြီးတော့သူကတော့ season 1 episode တွဲတုန်းကမန်နီနဲ့အတူတွေ့ခဲ့တဲ့တယောက်ဖြစ်ပါတယ်ပြန်နှွေးရရင်ဟယ်လန်နဲ့မန်နီက DN Alien တွေနဲ့တခြားဂျိုသားတွေကိုအမဲလိုက်နေရကနေပြီးတော့ဘန်တို့နဲ့အမှတ်မတင်ဆုံးမိပြီးသူတို့ North Voice တွေကိုမှားဖို့မိလိုက်တဲ့ Alien တွေကိုပြန်ခဲ့ဖို့အတွက်နောက်ဆုံးမှာသူတို့ကိုယ်တိုင် North Voice တွေကိုလိုက်သွားခဲ့ကြတာပါအဲ့ဒီတုန်းကဟယ်လန်နဲ့မန်နီကို SLR8 နဲ့ 4-1 မျိုးနဲ့ဝင်နေဆိုပြီးတော့အလွယ်ပြောခဲ့ပါတယ်ကဲတော့အဲ့ဒီဟာကကျွန်တော်မှားသွားတာပါတကယ်ကတော့သူတို့နှစ်ယောက်ဟာအရင်တုန်းကလူသားတွေဖြစ်ပြီးတော့ကျွန်တော်တို့ခုမြင်နေရတဲ့ပုံက Alien နဲ့လူသားနှစ်ခုဆက်ထားတဲ့ hybrid ပုံစံတွေဖြစ်ပါတယ် Alien စစ်စစ်မဟုတ်တယ်လို့လူသားစစ်စစ်လည်းမဟုတ်ပါဘူးဟယ်လန်က SLR8 တနည်းအားဖြင့် Kindness SLR နဲ့လူသားနှစ်ခုဆက်ထားတဲ့ပုံစံဖြစ်ပြီးတော့မန်နီကတော့ 4-1 တနည်းအားဖြင့် Tetraman နဲ့လူသားဆက်ထားတဲ့ပုံစံဖြစ်ပါတယ်ဇလန်းကိုဆက်ရရင်ဟယ်လန်ကသူတို့ North White ထဲမှာအကူအညီလိုအပ်နေတာကြောင့် Van တို့ကိုဆက်သွယ်လိုက်တာဖြစ်ပါတယ်ခွန်ကတော့သူတို့ကိုတွားကြယ်ဝေလုပ်နေပေမဲ့ North White အကြောင်းကိုသိနေတဲ့ကယ်ဗင်ကတော့ Van ကိုတားနေပါတယ်အဲ့ဒီမှာဘန်ကလည်းတားလိုက်ပြီးတော့ဘာပေါ်မှာလဲဂျိုသားတွေရဲ့အန်နီယာတွေရှိနေသေးတာကြောင့်ဘန်တို့ကိုကြမ်းခဲ့ခိုင်းပြီးတော့ဘန်တယောက်တည်းလိုက်သွားဖို့လုပ်ပါတယ်အဲ့ဒီနောက် North White ထဲကိုဝင်ပြီးတွားခဲ့ဖို့လုပ်နေတဲ့ဘန်ကိုပြန်ထွက်နိုင်အောင်လို့ကေဘယ်တစ်ခုကိုဘန်ရဲ့ကိုမှာတက်ဆင်ပေးနေပါတယ်ကယ်ဗင်ရဲ့ပြောပုံရတော့အဲ့ဒီဟာကေဘယ်မဟုတ်ပဲ Plasma Snake လို့ခေါ်တဲ့ဘယ် dimension ကိုပဲရောက်ပြန်ဆွဲခေါ်နိုင်ပြီးတော့တုံနဲ့လည်းမပြတ်နိုင်ဘူးဆိုပါတယ်ပြီးတော့အဲ့ဒီဟာကိုအဖိုးမကြီးကကားရတာဖြစ်ပြီးတော့တော်တော်လေးဈေးကြီးတယ်ဆိုပါတယ် North White ထဲကိုဝင်ဖို့ပေါ်တယ်ကိုတော့ဘန်ကပဲသူ့အစွမ်းနဲ့ဖွင့်ပေးလိုက်ပြီးတော့ဘန်ကတော့ပေါ်တယ်ထဲကိုဝင်သွားခဲ့ပါတယ်North White ထဲကိုရောက်တဲ့အခါမှာတော့အကူကြီးတောင်းတဲ့တစ်ခုကြားလိုက်ရပါတယ်။အဲ့ဒီအတန်မရှင်ကတော့အစိမ်းရောင်ခန္ဓာကိုယ်နဲ့ဂျိုသားတစ်ကောင်ဖြစ်ပြီးတော့သူ့နောက်ကိုအကောင်ကြီးတစ်ကောင်လိုက်နေတာကြောင့်ပြေးနေရပါတယ်။ဘန်ကလည်းဝင်ကူညီပေးလိုက်ပြီးတော့ပထမတော့သူ့ရဲ့ကြိုးကြောင့်တိုက်ခိုက်ရတာခက်တွေ့နေပေမဲ့ညံကုန်လွှာသုံးပြီးအဲ့ဒီတရားကြီးကိုတိုက်နိုင်လိုက်ပါတယ်။ခုနကဘန်အနိုင်လွှဲတဲ့တရားကြီးက Oscarian လို့ခေါ်တဲ့အကောင်ကြီးဖြစ်ပြီးတော့အဲ့လိုအကောင်မျိုးတွေအများကြီးကြံပါသေးတယ်။ကိုစိမ်းရောင်ခန္ဓာကိုယ်နဲ့ကောင်ကတော့ဘန်ကို Heaver လို့ထင်နေပြီးတော့ဆရာကြီးဆိုတဲ့လူစီကိုခေါ်လာခိုင်းနေပါတယ်။ဒါပေမဲ့အခုမှ North White ထဲကိုရောက်တဲ့ဘန်ကတော့သူပြောတာတွေကိုဘာမှမသိဖြစ်နေပြီးတော့အဲ့ဒီချိန် North Korea ကနေဘန်တို့ကိုတွေ့တော့ပြီးတော့လာတိုက်ခိုက်ပါတယ်။ဘန်ကလည်း alien ပြောင်းပြီးတိုက်ဖို့လုပ်ပေမဲ့အဲ့ဒီချိန် Helen နဲ့ Manny ရောက်လာပြီးတော့အဲ့ဒီကောင်တွေကိုအကုန်ရှင်းပြပါတော့တယ်။ဟိုစိမ်းရောင်ခန္ဓာကိုယ်နဲ့ကောင်ကတော့ Helen နဲ့ Manny ကို Heber တွေလို့ဆိုပါတယ်။ဘန်ကလည်း Helen တို့ကိုတွေ့တာနဲ့သူတို့ကိုလာခဲ့တာဖြစ်ကြောင်းနဲ့တခါလေးပြန်လိုက်ဖို့ခေါ်ပေမဲ့သူတို့ကတော့ညှင်းလိုက်ပါတယ်။ဘန်ကတော့နားမလည်နိုင်ဖြစ်နေပြီးတော့အဲ့ဒီချိန် North White ကိုအုပ်ချုပ်တဲ့ The Voice ဆိုတဲ့သူရောက်လာပါတယ်။ဟယ်လန်တို့ကလည်း The Voice ဆိုတဲ့သူကိုဘယ်သူမှအနိုင်မတိုက်နိုင်တာကြောင့်ဘန်ကိုနောက်ဆုတ်ခိုင်းလိုက်ပြီးတော့သူတို့ဆရာကြီးကိုပဲရှာဖို့ပြောပါတယ်။ဘန်ကလည်းဟယ်လန်တို့ကိုစိတ်မချတာကြောင့်လိုက်သွားဖို့ပြင်ပေမဲ့သူ့ရဲ့နောက်ကကြိုးကြောင့်ရှေ့ဆက်သွားမရဖြစ်နေပါတယ်။ North Korean အနေနဲ့ချနေတဲ့ဟယ်လန်တို့ကလည်း North Korean တွေကိုတော့အနိုင်တိုက်နိုင်ပေမဲ့ The Voice ဆိုတဲ့သူကိုတော့မရှင်းနိုင်ဖြစ်နေပါတယ်။တကယ်တော့သူတို့ The Voice လို့ခေါ်နေတဲ့သူကဘန်ရဲ့ရန်သူတော်ဟောင်းတစ်ယောက်ဖြစ်တဲ့ Trace and တွေကိုထိန်းချုပ်နိုင်တဲ့ဒေါက်တာအန်နီမိုကြီးဖြစ်နေပါတယ်။ဒေါက်တာအန်နီမိုကမန်နီတို့ကိုသူတို့ရဲ့ဆရာကြီးရှိမှနေရာကိုမွေးပေမဲ့မန်နီတို့ကလည်းအခုပြောတယ်ညစ်ပါညစ်မန်နီတို့ကလည်းပြန်ပြေးတာကြောင့်ဒေါက်တာအန်နီမိုကမန်နီကို North Korean တွေအစာကျွေးလိုက်ပါတယ်။ဒါပေမဲ့ရတယ်လေကိုဘာမဖြစ်ဘူးဒီမှာလေဒါပေမဲ့ဘန်က brainstorm ပုံစံနဲ့ North Korean တွေအကုန်လုံးကိုရှင်းပစ်လိုက်ပါတယ်။ဘန်ကသူ့ရဲ့ကြိုးကိုဖျက်ပစ်လိုက်တာကြောင့်အပြင်ကခွန်တို့ကလည်းဘန်ကိုစိတ်ပူသွားကြပါတယ်။ North White ထဲကဘန်ကတော့ဒေါက်တာအန်နီမိုနဲ့ချဖို့ပြင်နေပြီးဒေါက်တာအန်နီမိုကနေဘယ်လိုလုပ် The Voice ဖြစ်သွားလာလဲနဲ့ဘန်ကပြောနေပြီးဒေါက်တာအန်နီမိုကလည်းသူ့ရဲ့နာမည်အရင်ကိုသိနေတာကြောင့်အံ့ဩနေပါတယ်။ brainstorm ပုံစံပြောင်းထားတာကြောင့်ဘန်ကိုမှန်းမိတာနေပါလိမ့်မယ်။အဲ့ဒီမှာဘန်ကသူ့ရဲ့လျှက်စင်းနဲ့ဒေါက်တာအန်နီမိုကိုပြစ်လိုက်တာကြောင့်ဒေါက်တာအန်နီမိုကြီးအထိနာတော့ပါတယ်။ဒါပေမဲ့ North Korean အနေနဲ့တားများတာကြောင့်ဟယ်လန်ကပဲအားလုံးကိုခေါ်ပြီးတော့ဆက်မတိုက်တော့ပဲနောက်ပြန်ဆုတ်လိုက်ပါတယ်။
North White ထဲမှာတော့ North Korea တွေကတခြားဂျိုသားတွေကိုလည်းလိုက်လံဖမ်းနေပါတယ်။ငါတော့ကူညီချင်နေပေမဲ့မန်နီတို့က The Voice ကိုမရှိနိုင်တာကြောင့်ထွက်မကူခိုင်းမဲ့ပုံနေခိုင်းပါတယ်။ခုနကဘန်တို့ရှိမှအဖမ်းခံလိုက်ရတဲ့ဂျိုသားကလည်းဘန်တို့ကိုပုံပုံနေရာပေးထားတဲ့သူရဲ့သားဖြစ်ပြီးတော့သူတို့မှရှိသမျှအရာအလုံးကို The Voice ကယူထားတာကြောင့်သူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ဆရာကြီးကိုပဲယုံထားတာကြောင့်ဆရာကြီးရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့မန်နီတို့ကိုကူညီလိုက်တာဖြစ်ပါတယ်။ဘာမှကိုတေချာနားမလည်သေးတဲ့ဘန်ကလည်းခင်ဗျားကဘယ်လိုလဲဆရာကြီးကဘယ်လိုလဲနဲ့ North White ကအချင်းစကန်တခုမဟုတ်ဘူးလားဆိုပြီးတော့သူသိကျင်တာတွေကိုမေးပါတယ်။အဲ့ဒီမှာဝါခမောင်းနဲ့ဟိုဘဲကလည်းတေချာရှင်းပြပါတယ်။ North White ဆိုတာအရင်တုန်းကမကောင်းမှုတွေကိုလုပ်တဲ့ကောင်တွေကိုနည်းနည်းနဲ့ပေးဖို့အတွက် Kevin ဂျိုသားတွေဖန်တီးခဲ့တဲ့ Pocket Dimension တခုဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဟာကတချို့ကောင်တွေတဲ့အခွင့်အရေးတစ်ခုလိုဖြစ်နေပြီးတော့အဲ့ဒီဝါခမောင်းတဲ့ကောင်ရဲ့ဘိုးဘေးတွေကအစဒီ North White ထဲမှာနေခဲ့တာပါ။နောက်ပိုင်းမှာတော့ North White အကြောင်းကိုတခြားကောင်တွေပါသိသွားပြီးတော့ North White ထဲမှာလာပြီးတော့အနိုင်ကျင့်နေကြတာပါ။အဲ့ဒါကိုသိတဲ့ Kevin ဂျိုသားတွေကလည်း North White ကိုကာကွယ်ဖို့အတွက် North Korea တွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်။အစမှာတော့အဲ့ဒီကောင်တွေကအစိုးကြီးမဟုတ်ပဲThe Voice ဆိုတဲ့သူကျွန်တော်တို့သိတဲ့ဒေါက်တာအန်နီဘိုဆိုတဲ့သူရောက်လာမှအခြေအနေတွေဆိုးသွားခဲ့တာပါ။အဲ့ဒီဘဲက North Korea တွေကိုထိန်းချုပ်ပြီးတော့ North White ခုလုံးကိုမင်းမှုနေတာပါ။ဘန်ကလည်းသူတို့ခေါ်နေတဲ့ The Voice ဆိုတဲ့ကောင်နဲ့ရင်ဆိုင်ခဲ့ပြီးတော့သူ့ကိုဒေါက်တာအန်နီမိုလို့ခေါ်ကြောင်ပြောပါတယ်။ဟိုကောင်မန်နီကလည်းဒေါက်တာအန်နီမိုနဲ့ရင်ဆိုင်မှုတာတော့အသက်ရှင်ခဲ့တာလားဆိုပြီးတန်တော်မေးပေမဲ့ဘန်ကလည်းအသက်ရှင်ရုံနဲ့မဟုတ်ပဲအနိုင်မှာယူခဲ့ကြောင်ပြန်ပြောလိုက်ပါတယ်။ပြီးတော့ဘန်ကလည်းအဲ့ဒီဘဲကအရင်တုန်းကဒီလောက်မချမ်းကြောင်နဲ့အခုမှဘာလို့ချမ်းနေကြောင်မသိဘူးဆိုပါတယ်။အန်နီကတော့ဘန်နဲ့တူကဘာဂျိုကိုပြန်သွားပြီးတော့လက်နက်တွေပြန်ဆူပြီးအဲ့ဘဲကိုစော်မယ်လုပ်ပေမဲ့ဘန်ကကျိုးကိုဖြစ်ပစ်လိုက်တာကြောင့်ပြန်ထွက်မရပဲသူ့မှာပိတ်မိနေတယ်ဆိုပါတယ်။အဲ့ဒါကြောင့်အခုကြီးလာပေးတဲ့ကောင်ကပြန်ပိတ်မိနေတယ်ဆိုပြီးဘန်ကိုအပြစ်တင်လိုက်တာကြောင့်ဟယ်လန်ကပဲဂျားတဲ့ကနေဖြန့်ဖြေပေးလိုက်ရပါတယ်။အဲ့ဒီနောက်ဆရာကြီးဆိုတဲ့သူနေတဲ့နေရာကိုတွားခဲ့ကြပြီးတော့လမ်းမှာဟယ်လန်ရဲ့အကို Pires နဲ့ဆုံးပါတယ်။ Pires ကလည်းပြင်လိုဖြစ်တဲ့ဘန်ကိုဆရာကြီးနဲ့ပေးမတွေ့ကျင်တာကြောင့်နှစ်ယောက်ချဖို့ဖြစ်လာပါတော့တယ်။ဘန်ကိုသူ့ရဲ့စူတောင်တစ်ခုပေးလိုက်ပြီးတော့နှစ်ယောက်ချကြပါတယ်။အစမှာတော့တယောက်တစ်ပြန်ချနေကြပြီးဘန်ကဘေးဘက်ကိုပြုတ်ကျတော့မလို့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအခါဘန်ကစက်မတိုက်တော့ပဲအရှုံးပေးလိုက်တာကြောင့် Pires ကဘန်သားတပွားရဲ့တချို့ဆိုရင်သူ့ကိုအနိုင်တိုင်းမှာဖြစ်ကြောင်းသဘောပေါက်လိုက်ပြီးတော့ဘန်ကိုဆရာကြီးနဲ့တွေ့ဖို့ခေါ်သွားပါတော့တယ်။အဲ့ဒီမှာသူတို့ရဲ့ဆရာကြီးဆိုတဲ့သူကတော့ Why don't you tell me about it over a bowl of my famous ဟုတ်ပါလေကျွန်တော်တို့ရဲ့အဖိုးမတ်ကြီးပါအဖိုးမတ်ကသူ့ North Voice Projector ကိုဖောက်ခွဲလိုက်တော့မှမသိတော့ပဲ North Voice ထဲကိုရောက်လာခဲ့တာပါအဲ့ဒီမှာမြေပုံနှစ်ယောက်စကားတွေပြောဖြစ်ကြပြီးတော့ဆရာကြီးဆိုတဲ့သူကအဖိုးမတ်ဖြစ်ပြီးတော့ Pires ကလည်းပလန်မာဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ The Voice ကိုရင်ဆိုင်ဖို့လူလိုက်စုပေးတဲ့သူပါအဲ့ဒီမှာ The Voice ကိုရင်ဆိုင်ဖို့အတွက်လူစုလိုက်ပြီးတော့အဖိုးမတ်က The Voice လုပ်နေတဲ့အရာတွေကိုပြောပြပါတယ် The Voice က North Voice ထဲကဂျူတော်တွေကိုလိုက်ဖမ်းပြီးတော့ Comic ဆိုတဲ့တပ်တူတစ်မျိုးကိုတူးခိုင်းနေတာဖြစ်ပါတယ်သူကအဲ့ဒီတပ်တူကိုအသုံးပြုပြီးတော့ကဘာဂျိုကိုသွားနိုင်မဲ့ dimension အပေါက်တစ်ခုဖောက်နေတာဖြစ်ပါတယ်။အဲ့ဒီကနေကဘာဂျိုကိုသွားပြီးတော့သူ့ရဲ့ North Korean တွေနဲ့ကဘာကြီးကိုသိမ်းပိုက်ချင်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဘန်တို့ကလည်း The Voice ကိုရင်ဆိုင်ဖို့လုပ်ရပါတော့တယ်။ဘန်တို့တွေအဖွဲ့လိုက် The Voice ရဲ့စခန်းကိုရောက်လာပြီးတော့မြန်မာလိုပဲဝင်လိုက်ကြပါတယ်။ဘန်က Chroma Stone ပုံစံနဲ့ North Korean တွေကိုစော်ပြီးတော့အဖိုးမတ်နဲ့သူ့ရဲ့အဖွဲ့သားတွေအကုန်လုံးကလည်းတူနီတူဟန်နဲ့ North Korean တွေကိုစော်ပါတယ်။သူတို့ရဲ့အဓိကတာဝန်ဖြစ်တဲ့ dimension ကိုဖောက်နေတဲ့ဆက်ကြီးကိုဖျက်ဆီးဖို့လုပ်နေတဲ့အချိန် The Voice ကြီးရောက်လာခဲ့ပါတယ်။အဲ့ဒီမှာ The Voice ကလည်းဘန်တို့ကိုမှတ်မိသွားပြီးတော့ဘန်က Human Castle ပုံစံနဲ့ The Voice ကိုတီးပါတယ်။အပေမဲ့ The Voice ကဘာမှမဖြစ်ပဲ Human Castle ရဲ့ခွန်အားထက်တောင်တန်မာနေပါသေးတယ်။အဲ့ဒါကြောင့်ဘန်ကလည်း Brainstorm ပုံစံပြောင်းပြီးတော့တိုက်ပေမဲ့ဒီကမှာတော့ The Voice က Brainstorm ရဲ့လျှက်စစ်တံကိုပါခံနိုင်နေပြီးတော့ဘန်ကိုပြန်စော်လိုက်ပါတယ်။အဖိုးမတ်က Sunfire ပုံစံပြောင်းပြီးတော့မီးနဲ့တိုက်ကြည့်ဖို့ပြောပေမဲ့ဘန်က The Voice ကပိုတန်မာလာတာဖြစ်ကြောင်းနဲ့တခုခုကိုသဘောပေါက်လိုက်ပြီးတော့ The Voice ရဲ့ဆက်ကြီးတွေကိုခုန်ချသွားခဲ့ပါတယ်။ The Voice ကဘန်ကိုထွက်ပြေးသွားပြီးထင်နေပေမဲ့တကယ်ကဘေးချဲပုံစံပြောင်းလိုက်ပြီးတော့ The Voice ရဲ့ဆက်ကြီးတစ်ခုလုံးကိုခဲပစ်လိုက်တာပါ။အဲ့ဒီဆက်ကြီးကလည်း dimension ကိုဖောက်ဖို့တတ်မဟုတ်ဘဲနဲ့ The Voice ရဲ့ power source တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီဆက်ကြီးမရှိတော့တာကြောင့်အားနေသွားတဲ့ The Voice ကိုအဖိုးမတ်ကပဲစောက်ခွက်ကိုနှစ်ချက်လောက်ထိုးပြီးတော့အနိုင်ယူပေးလိုက်ပါတယ်။ The Voice ရဲ့ထိန်းချုပ်မှုမရှိတော့တဲ့ North Korean တွေကလည်းပြန်ဆုတ်သွားပြီးတော့ Pires တို့အဖွဲ့ကလည်းအောင်ပွဲခံကြပါတယ်။အဲ့ဒီနောက်ခွမ်းပေါ်လာခဲ့ပြီးတော့အဖိုးမတ်ကိုပါတွေ့တော့ခဲ့ပါတယ်။ဒါပေမဲ့ပေါ်တယ်ကိုကြာကြာမဖွင့်ထားနိုင်တာကြောင့်ဘန်တို့ကိုအမြန်လာဖို့ပြောပါတယ်။ဘန်ကအဖိုးမတ်တို့ကိုပါတခါတည်းခေါ်ပေးမဲ့အဖိုးမတ်ကတော့အပြီးမနဲ့ရသေးတဲ့တာဝန်ရှိသေးတာကြောင့်ပြန်မလိုက်ပဲနေခဲ့ပါတယ်။ဘန်ကလည်းသူပါအဖိုးမတ်နဲ့အတူနေပြီးကူညီမယ်ပြောပေမဲ့အဖိုးမတ်ကလက်မခံပဲဘန်ကကဘာကြီးကိုကာကွယ်ရအောင်မှဖြစ်တာကြောင့်နဲ့သူလည်းအလုပ်ကိစ္စတွေပြီးရင်ပြန်လာမှဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ဘန်လည်းတယောက်တည်းပဲခွမ်းတို့စီကိုပြန်သွားခဲ့ရပြီးတော့အဖိုးမတ်နဲ့ထက်ခွဲရပြန်มาတော့တယ်။ဒီပိုင်းရဲ့ဆောင်းမှာတော့လူတစ်ယောက်ကကုန်တင်ကားတစ်စီးကိုအချိန်ပြင်းပြင်းနဲ့မောင်းနေလာပြီးတော့သူ့ရဲ့ပုံကိုကြည့်ရတာလေတခုကိုထိတ်လန့်နေပုံရပါတယ်။အကြောင်းကတော့သူက DNA alien တွေရဲ့စကန်ကနေထွက်ပြေးလာတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ကားရဲ့နောက်ခန်းထဲမှာလည်းတခုကိုတင်လာခဲ့ပါတယ်။သူကိုယ်တိုင်တော့သတိမထားမိလိုက်တဲ့အချိန်မှာပဲကားကအချိန်တအားမြန်လာတာကြောင့်အချိန်မထိန်နိုင်တော့ပဲကားကလမ်းဘေးကိုထိုးကျသွားပါတော့တယ်။အဲ့ဒါကြောင့်ခီးဆက်ဖို့အတွက်လမ်းမဲ့16ရောက်တော့မယ့်အချိန်မှာကားကြုံတစ်ခုနဲ့တိုးပြီးတော့လိုက်စီးခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ဟိုကနာမည်မေးတာကိုဆရာသမားကသူ့နာမည်တူတော့မှတ်မိဖြစ်နေပြီးတော့သူ့ရဲ့ ID ကတ်ကိုပြန်ကြည့်နေရပြီးတိုင်လာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီထီကအဆင်ပြေသေးပေမဲ့ဆရာသမားကဆက်ပြီးတော့သူ့ကိုဂျူသားတွေကတခုလိုလဲကြောင်းနဲ့ဂျူသားတွေကိုတားဆီးရမယ်ဆိုပြီးထပ်ပြောလိုက်တာကြောင့်ဟိုဘက်ကလည်းဒီကောင်တွေပြောနေတာလားမသိဘူးထားနေထားခဲ့ပါတော့တယ်။အဲကြောင့်ဆရာသမားတိုင်လာလဲရဲစခန်းတီလမ်းလျှောက်သွားလိုက်ရပါတော့တယ်။ရဲစခန်းမှာလည်းဆရာသမားကဂျူသားတွေရှိကြောင်းနဲ့သူတို့အတိုက်ကနေထွက်ပြေးလာတာဖြစ်ကြောင်းတိုင်ကြားနေပေမဲ့ရဲတွေကလည်းဒီကောင်ဆောက်ယူဆိုပြီးတော့မှထောင်ထဲကိုထည့်ထားလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာတန်တရားဖြစ်စရာရဲတယောက်ကတော့ထွက်ပြေးသွားတဲ့ကောင်ရဲစခန်းမှာရောက်နေကြောင်းတယောက်ကိုသတင်းပို့နေပါတယ်။
ထောင်ထဲကိုရောက်လာတဲ့ဆီယနာမတိုင်လာကလည်း hybrid ကောင်တွေနဲ့ DN alien ကောင်တွေရဲ့ပုံရိပ်တွေကိုပြန်မြင်အောင်နေပြီးတော့အဲ့ဒီချိန်မှာခုနကရဲပါဝင်ရဲနှစ်ယောက်ကထောင်ခန်းထဲထိပါဝင်ရောက်လာပြီးသူတို့ကတိုင်လာကိုတော့ဗမာသိမ်းထားလဲဆိုပြီးတော့မင်းနေခဲ့ပါတယ်တကယ်တော့အဲ့ဒီရဲနှစ်ယောက်ကရုပ်ပြထားတဲ့ DN alien တွေဖြစ်ပြီးတိုင်လာကလည်းသူတို့လက်ကနေထွက်ပြေးနေတဲ့အချိန်ဘန်တို့ရဲ့ကားနဲ့ဆုံပါတယ်ဘန်တို့ကလည်းတိုင်လာကိုကားနဲ့ခေါ်ထုတ်သွားပြီးတော့သူတို့ကိုသူတို့မိတ်ဆက်လိုက်ကြပါတယ်တိုင်လာကအစမှာတော့ဘန်တို့ကိုမယုံဖြစ်နေပေမဲ့ဘန်တို့ကသူတို့ဟာဂျိုသားတွေကိုလိုက်တီးနေကြကောင်တွေဖြစ်ကြောင်းနဲ့တိုင်လာရဲ့နာမည်ကိုလည်းသူတို့ကြားပြတ်စောင့်ကြည့်နေတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုမှကြားလိုက်တာကြောင့်ရောက်လာခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်ပြီးတော့တိုင်လာရဲ့စီမှာ level 5အဆင့်ရှိတဲ့ဂျိုသားနည်းပညာနဲ့တော့တစ်ခုရှိကြောင်းကြားထားတဲ့ပြောပေမဲ့တိုင်လာကတော့ဘာမှမှန်းမိနေဖြစ်နေပြီးတော့သူ့ကိုဂျိုသားတွေတစ်ခုကိုလှုပ်လဲကြောင်းဆိုပါတယ်အဲ့ဒီချိန် DN alien တွေအများကြီးကိုတွေ့လိုက်ရတာကြောင့်ကားကိုရှင်လျှော့လိုက်ပြီးတော့သူတို့ကိုကြည့်ရတာဓာတ်မီတလက်လက်နဲ့တစ်ခုကိုရှာနေပုံရပါတယ်ဘန်တို့ကိုရှာတွေ့သွားတော့မလို့ဖြစ်ပေမဲ့ကံကောင်းတယ်ပဲဆိုရပါမယ်ကယ်ဗင်ရဲ့ပြောပုံရသူတို့ပြောနေတဲ့တော့ဆိုတာက dimension space တွေကိုခွန်ကူးဖို့အတွက်ဝင်မောက်ကိုဖွင့်တဲ့တော့ဖြစ်ပုံရတယ်လို့ဆိုပါတယ်တိုင်လာကလည်းဂျိုသားတွေလုံနေတဲ့အရာကိုရပ်တန့်တော့အောင်အဲ့ဒီတော့ကိုခိုးရတာဖြစ်ကြောင်းနဲ့ဘာလို့နေလဲဆိုတာကိုတော့မှတ်မိဘူးဆိုပါတယ်ဒါပေမဲ့တော့ကသူကားအစီအတန်းဖြစ်တဲ့နေရာမှာဖြစ်ကြောင်းသိလိုက်ရတာကြောင့်ဘန်တို့နဲ့သူအဲ့ဒီနေရာကိုသွားကြပါတယ်အဲ့ဒီမှာတော့ကိုယူဖို့အတွက်တိုင်လာမောင်းလာတဲ့ကားရဲ့နောက်ခန်းကိုဖွင့်ကြည့်ခဲ့ပေမဲ့တော့နဲ့သူ DN alien တွေပါရှိနေကြောင်းတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့် DN alien တွေနဲ့ဘန်တို့ချကြပြီးတော့တိုင်လာကတော့ကိုကြည့်ပြီးတော့တစ်ခုခုကိုမှတ်မိသွားပုံရပါတယ်တကယ်တော့ hybrid ကောင်တွေကလူသားတွေအကုန်လုံးကိုရှင်းပြဖို့အတွက်ကြံနေတာဖြစ်ပြီးတော့ dimension ကိုမြောက်လုပ်ဖို့အတွက်ဂိတ်ပေါက်တစ်ခုကိုစောင့်နေတာဖြစ်ပါတယ် DN alien တွေနဲ့ချနေတဲ့ဘန်တို့ကလည်းတီးထုံနေကြပြီးတော့ DN alien တကောင်ကဘန်ကိုစန်နိုဆိုက်ကပ်ပေါက်ကောင်တကောင်နဲ့ကပ်လိုက်ပါတယ်ဒါပေမဲ့ Chroma Stone ရဲ့ခန္ဓာကိုယ်ကအင်မတန်မာကျောတဲ့ crystal နဲ့လောက်ထားတာဖြစ်တာကြောင့်ဘာမှတော့ဖြစ်မသွားခဲ့ပါဘူးအဲ့ဒါနဲ့ Chroma Stone ကသူ့ရဲ့ energy veins တွေနဲ့ DN alien ကောင်တွေကိုရှယ်လိုက်စော်ပါတယ်ဟိုကောင်တွေကလည်းငါတို့မှာ border တွေအများကြီးကျန်နေတယ်ဆိုပြီးအဲ့ဒီကောင်တွေကိုခေါ်ပြီးပြန်လာခဲ့မယ့်အထားနဲ့ပေါက်နေတဲ့ကောင်မှမကျန်အကုန်ထွက်ပြေးသွားပါတော့တယ်အကုန်ပြန်မှတ်မိသွားတဲ့တိုင်လာကလည်းဘန်တို့ကို DN alien တွေကိုအမိန့်ပေးနေတာက hybrid ဂျိုသားကောင်တွေဖြစ်ကြောင်းနဲ့ Lost Solar တက်မှာ dimension ဖြတ်ကိုရတဲ့ဂိတ်တစ်ခုစောင့်နေတာဖြစ်ကြောင်းနဲ့အဲ့ဒီဂိတ်ကနေကဘာဂျိုကိုကျူးကျော်ပြီးသိမ်းပိုက်ဖို့ကြံနေကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီနောက်ဘန်ကအမှန်တရားတစ်ခုကိုပြပေးလိုက်ပါတယ်တကယ်တော့တိုင်လာကလူတစ်ယောက်မဟုတ်ပဲ DN alien တစ်ကောင်ဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းကောင်းမောက်တော်တုန်းကဘာမှမဖြစ်ပဲအကောင်းတိုင်းကြံနေတာဖြစ်ပြီးတော့တာမန်လူတစ်ယောက်တည်းတန်မာနေတာလည်းဖြစ်ပါတယ်တကယ်တော့ DN alien ကောင်တွေအကုန်လုံးကလူသားတွေဖြစ်ပြီးတော့သူတို့ကို Xenocyte ဆိုတဲ့ကားပေါက်ကောင်တွေတုံးပြီးတော့ DN alien တွေပြောင်းပြနေတာဖြစ်ပါတယ်။အမှန်ဆိုလူသားမှန်ညံတွေပါပျောက်သွားတတ်လိမ့်ရှိပေမဲ့တိုင်လာတစ်ယောက်ကတော့ခန္ဓာရင်ရှိပုံရပါတယ်။အဲ့ဒါကြောင့်လည်းသူက DN alien ဖြစ်တာတောင်မသိပဲသူ့ကိုသူလူသားလိုပဲထင်နေတာပါ။ပြီးတော့သူ့ရဲ့တောင်းဝန်က Lost Solar မှာရှိတဲ့တော့ကိုသွားဖို့ရမယ်တောင်းဝန်ဖြစ်ပြီးတော့သူ့ရဲ့လူသားအသေးစိတ်ကြောင့်မဖို့ပဲအခုလိုကိစ္စတွေဖြစ်လာခဲ့တာပါ။ဘန်တို့ကလည်းတိတ်မကြသေးခင်တုန်းကသူတို့ Lost Solar ကိုရောက်ခဲ့ကြောင်းနဲ့ hybrid ကောင်တွေစောင့်နေတဲ့ဂိတ်ကိုဖျက်ဆီးခဲ့ပေမဲ့တိတ်မပျက်စီးသွားပုံရတယ်လို့ဆိုပါတယ်။ဘန်ပြောနေတဲ့သူတို့တိတ်မကြသေးခင်တုန်းကရောက်ခဲ့တယ်ဆိုတာကဆက်ဆရာမကူပါဆိုတဲ့ season 2 episode 5တုန်းကပါ။ဇလန်းကိုဆက်ရရင် DN alien ဖြစ်ကြောင်းသိသွားတဲ့တိုင်လာကသူဟာ DN alien တွေနဲ့တဖွဲတည်းဖြစ်ကြောင်းနဲ့စိတ်ဓာတ်ပါကျသွားခဲ့ပေမဲ့ဘန်တို့ဟာပဲပြန်အားပေးလိုက်ပြီးတော့တော့ကိုနေရာရွှေ့ဖို့လုပ်ပါတယ်။အဲ့ဒီမှာတိုင်လာကကားရဲ့နောက်ခန်းကိုဆွဲခွာလိုက်ပြီးတော့ကျွန်တော်တို့ DN alien တကောင်ရဲ့လူသားနဲ့မတူတဲ့ခွန်အားတစ်ခုကိုတွေ့လိုက်ရပါတယ်။အောက်ရွှေ့ဖို့ကိုတော့ခွမ်းရဲ့အစွမ်းအပြင်ဘန်က human castle ပုံစံပြောင်းလိုက်ပြီးတော့နေရာရွှေ့ဖို့လုပ်ရပါတယ်။အဲ့ဒီချိန်မှာပေါင်းပါတွေနဲ့အတူ DN alien တွေရောက်လာခဲ့ပြီးတော့ဒီခါမှာတော့ရေမြန်ကြီးတစ်စီးနဲ့ပါရောက်လာခဲ့တာပါ။အဲ့ဒီရေမြန်ကြီးကလည်းအောက်ကအရာတွေကိုဆွဲငင်နိုင်တဲ့အလင်းနဲ့တစ်ခုကိုပါထုတ်လွှတ်နေပြီးတော့ဘန်တို့ကလည်းတောကြီးတစ်ခါးကားနဲ့ထွက်ပြေးနေရပါတယ်။အဲ့လိုနဲ့ရှေ့ဆက်ပြေးစရာလမ်းမရှိတဲ့ခါမှာတော့ခွမ်းကသူ့ရဲ့အစွမ်းနဲ့ရေမြန်ကြီးစီကလာတဲ့အလင်းတွေကိုကားပေးထားရပါတယ်။ရေမြန်မောကလည်း DN alien တွေဆင်းလာပြီးတိုက်ခိုက်တာကြောင့်တိုင်လာအသေးထိုင်ပြီး DN alien တွေကိုစော်ဖို့လုပ်ပေမဲ့ဘန်ကပဲတားလိုက်ပြီးတော့ Jerry ပြောင်းပြီးလိုက်စော်ပါတယ်။ဘန်ရေမြန်မောကောင်တွေကိုစော်နေတဲ့အချိန်ကယ်ဗင်နဲ့တိုင်လာကလည်းအနားကပ်လာတဲ့ DN alien တွေကိုတီးထုတ်နေရပါတယ်။ဒါပေမဲ့ DN alien တွေကများလွန်းနေပြီးတော့ဘန်ကလည်းရေမြန်ကြီးကလာတဲ့အလင်းကိုသူ့ရဲ့အစွမ်းနဲ့ဆက်မနိုင်နိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။အဲဒါကြောင့် DN alien တွေလည်းတော့ကိုပြန်ယူလိုက်နိုင်ပြီးတော့ပြန်ဆုတ်သွားခဲ့ပါတယ်။ဖမ်းထားတဲ့တိုင်လာကိုတော့ဘန်ကပဲပြန်ခဲ့လိုက်နိုင်ပေမဲ့တော့ကိုပြန်ယူသွားတဲ့ DN alien တွေကိုတော့လှုပ်ပေးလိုက်ရပါတယ်။ဘန်တို့ဘက်ကအကြဆုံးမရှိခဲ့ပေမဲ့နောက်လာမယ့် energy တစ်ခုကိုတော့ရင်ဆိုင်ရမယ့်ပုံပါပဲ။အဲ့ဒီနောက်တိုင်လာကိုလည်းဘန်ကသူ့ရဲ့ honor train နဲ့လူသားပြန်ပြောင်းပေးလိုက်နိုင်ပြီးတော့တိုင်လာကလည်းသူ့ရဲ့လူသားမှညံတွေအကုန်လုံးကိုပြန်မှတ်မိသွားပါတော့တယ်။ဒီအပိုင်းမှာတော့ဘန်တို့ဖွဲ့နေရာတစ်ခုစီကိုမြားဟော်ခံလိုက်ရပြီးတော့မြားဟော်ခံလိုက်ရမှရိမ့်မိပေမဲ့ရင်ဆိုင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီမှာ DN alien တွေဝိုင်းတိုက်ခဲ့တာခံရပြီးတော့ကယ်ဗင်နဲ့ခွန်ကပြန်ခုခံနေရပါတယ်။ဘန်ကလည်း Spider-Man ကြီးပုံစံပြောင်းလဲပြီးတော့ DN alien တွေကိုလိုက်ဆော်ပါတယ်။ DN alien တွေကလည်းသူတို့ရဲ့အချွဲကြီးတွေနဲ့ဝိုင်းပြစ်နေပြီး Spider-Man ကြီးကလည်းလှိမ့်လှိမ့်မြန်မြန်နဲ့ရှောင်လိုက်ပြီးတော့သူ့ရဲ့အမြင်တွေနဲ့ပြန်ဆော်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာ DN alien တွေထပ်ရောက်လာပြီးတော့လေဆာတနတ်တွေနဲ့ဝိုင်းပြစ်ထားကြောင်း Spider-Man ကြီးလည်းအသေးအံရှောင်နေရပါတယ်။အဲ့ဒီနောက် Spider-Man ကြီးကလှိမ့်လှိမ့်မြန်မြန်ပဲခွန်နဲ့ကယ်ဗင်တို့ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ DN alien တွေကိုပါတီးထုတ်ပေးလိုက်ပါတော့တယ်။ DN alien တွေလည်းထွက်ပြေးသွားပြီးတော့ကယ်ဗင်ကဘန်ရဲ့တိုက်ခိုက်ပုံတွေကိုကြည့်ပြီးတော့ချီးကျူးနေရပါတယ်။ဒါပေမဲ့ Spider-Man ကြီးကတော့ဘာမှပြန်မပြောပဲကြောင်းကြည့်နေပါတယ်။ဟုတ်ပါတယ်တကယ်တော့ခုနက DN alien တွေကိုတီးထုတ်လိုက်တဲ့ကောင်ကဘန်မို့ပဲတခြားအခနာချင်းမျိုးနွယ်ဝင် Spider-Man ကြီးတစ်ကောင်ဖြစ်ပါတယ်။အဲ့ဒီကောင်ကဘန်အောင်လည်းသူ့လိုမျိုးအခနာချင်းမျိုးနွယ် Spider-Man ကြီးတစ်ကောင်လို့ထင်နေပြီးတော့ဘန်ကလည်းမဟုတ်ကြောင်းနဲ့သူက honor train နဲ့တခြား alien ပုံစံတွေပြောင်းလို့ရတဲ့လူသားတစ်ယောက်ဖြစ်ကြောင်းကိုပြန်ပြောပြလိုက်ပါတယ်။အဲ့ဒီနောက်ဘန်ကသူတို့ကိုကူညီလို့ကျေးဇူးတင်ကြောင်းဆက်ပြောလိုက်ပြီးတော့ DN alien တွေကိုသူတို့နဲ့အတူပူပြီးတီးထုတ်ဖို့ဖိတ်ခေါ်လိုက်ပေမဲ့ဟိုကောင်က DN alien ဆိုတာမကြောက်ဘူးကြောင်းနဲ့ကူညီခြင်းပေမဲ့သူ့မှာလည်းလုံးစရာတွေရှိသေးတာကြောင်းလို့ဆိုပါတယ်။အဲ့ဒီနောက်ဘန်ကို Cryogen နဲ့တက်ခွဲခန့်အကြောင်းကိုမေးလိုက်ပြီးတော့ဘန်ကလည်းမသိပုံပေါ်တာကြောင့်ဘန်တို့ကိုနှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။ဘန်တို့အိမ်ပြန်ရောက်တဲ့အခါမှာတော့ကယ်ဗင်က DN alien တွေကြံခဲ့တဲ့ asset ထုတ်ပေးတဲ့ဆက်လေးကိုဝမ်းနဲ့တူဆက်ဆူကြည့်နေပြီး
ဘန်ကတော့တို့ကိုကူညီခဲ့တဲ့ Spider-Man ကြီးကဘလူးလဲဆိုတာကိုစဉ်းစားနေပါတယ်။ Spider-Man ကြီးကောင်ကတော့ Cryogenic တခွဲခန်းကပစ္စည်းတစ်ခုကိုခိုးယူနေတာကြောင့်ရဲတွေလိုက်ဖမ်းနေတာကိုခံနေရပါတယ်။အဲ့ဒီအချိန်ဘန်ရောက်လာပြီးတော့ကူးပုံစံနဲ့ပြန်ကဲထုတ်ပေးလိုက်ရပါတယ်။အဲ့ဒီနောက်ဘန်တို့စကားပြောပြကြပြီးတော့ဘန်ကတခြားသူရဲ့ပစ္စည်းကိုခိုးတာကြောင့်အပြစ်တင်နေပြီးဟိုကောင်ကလည်းပထမတော့စိတ်ဆိုးသွားပေမဲ့ပြန်တောင်းပန်လိုက်ပါတယ်။အဲ့ဒီနောက်သူဟာအခနာဂျိုကမင်းသားစီမီယန်ဖြစ်ကြောင်းပြောပြလိုက်ပြီးတော့သူ့ဘေဘင်းကြီးကွယ်လွန်သွားပြီးတဲ့နောက်သူဟာဘရင်တယောက်ဖြစ်ကြောင်းတက်တွေပြဖို့အတွက်သူတို့မျိုးနွယ်ရဲ့အမှတ်အသားဖြစ်တဲ့ကြောက်တစ်ခုကိုပြန်ယူဖို့လိုအပ်ကြောင်းပြောပြပါတယ်။အဲ့ဒီကြောက်ကလည်းလာကဘာဘောကခံထက်မှရှိတာကြောင့်အဲ့ဒီခန္ဓာကိုဖောက်ဝင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုခိုးနေရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဘန်ကလည်းသဘောပေါက်သွားပြီးတော့အဲ့ဒီကြောင်လေးကိုပြန်ယူဖို့အတွက်ဘာမှထပ်ခိုးစရာမလိုအောင်သူကကူညီမယ်လို့ဆိုပါတယ်။ခွန်နဲ့ကယ်ဗင်ကတော့ကိုတောင်တခြားမသိတဲ့သူကိုမကူညီဖြစ်နေပေမဲ့ဘန်ကအားတက်ရဖြစ်နေတာကြောင့်ကူညီဖို့ပဲသဘောတူလိုက်ရပါတယ်။အဲ့ဒီလိုနဲ့ဘန်တို့လာကဘာဘောကိုရောက်သွားခဲ့ကြပြီးတော့ခန္ဓာစီကိုချင်းကပ်လာခဲ့ကြပါတယ်။အဲ့ဒီမှာခန္ဓာကိုကာကွယ်နေတဲ့ဆက်ရုပ်တွေလည်းရှိနေပါတယ်။အာဂါနာဝစ်ဆောင်ဝတ်ထားရတာကြောင့်ဘန်နဲ့ကယ်ဗင်ကအစွမ်းတွေကိုသုံးမရဖြစ်နေပြီးတော့ဆက်ရုပ်တွေကိုခွန်ကပဲဥဆောင်ပြီးတော့ဖြည့်ရှင်းပေးလိုက်ရပါတယ်။ဘန်တို့ကလည်းခန္ဓာထဲကိုဖောက်ဝင်သွားနိုင်ပြီးတော့အထဲမှာထပ်တွေ့တဲ့ဆက်ရုပ်တွေကိုတော့ကယ်ဗင်ကပဲမြှောက်ခေါ်သွားလိုက်ရပါတယ်။အဲ့ဒါကြောင့်ဘန်နဲ့စီမီယန်နှစ်ယောက်တည်းအထဲကိုဆက်ဝင်သွားရင်ပိတ်မိသွားခဲ့ပါတယ်။အဲ့ဒီမှာဘန်တို့ရဲ့ဘောကမျက်နှာချက်ကလည်းနှိမ့်လာပြီးတော့ဘန်တို့ဘောကိုပြီးလာပါတော့တယ်။ဘန်နဲ့စီမီယန်နှစ်ယောက်စလုံးနှင်းကြလာတဲ့မျက်နှာချက်ကိုမထားရပြီးတော့ဘန်ကလည်းအေလီယန်ပြောင်းမရပဲနှစ်ယောက်လုံးခတ်တွေ့နေပါတော့တယ်။ဒါပေမဲ့ကန်ကောင်းတာကဒီယန်အေလီယန်တွေကြံခဲ့တဲ့အဆစ်ထုတ်ပေးတဲ့ဆက်လေးဘန်ရဲ့စီမှာပါလာခဲ့တာကြောင့်အဲ့ဒီဟာလေးကိုစီမီယန်ကသူ့ရဲ့အမီနဲ့ဆွဲယူလိုက်ပြီးတော့ခက်ခက်ခဲခဲနဲ့တုံးနိုင်လိုက်တာကြောင့်နှစ်ယောက်လုံးထွက်လာနိုင်လိုက်ပါတယ်။အဲ့ဒီနောက်ဘန်တို့ကလည်းအခန်းတစ်ခုတည်းကိုရောက်သွားပြီးတော့အဲ့ဒီမှာခန်းတက်ကိုစောင့်ကြည့်နေတဲ့လူဆိုတဲ့ဂျိုတာကဘန်တို့ရောက်နေတာကိုသတိထားမိသွားပြီးတော့ဘန်တို့ကိုပြန်ဆုပ်ဖို့အတွက်အတန်ချက်ဆက်ကနေလှမ်းပြီးသတိပေးလိုက်ပေမဲ့စီမီယန်ကအဲ့ဒီဟာကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီကနေဆက်သွားရင်းနဲ့ဖွင့်လို့မရတဲ့တကားတစ်ခုကိုတွေ့လိုက်တာကြောင့်ဘန်ကဘိတ်ချစ်ပုံစံပြောင်းလိုက်ပြီးတော့တကားကိုခဲပြီးဖြောင်းဝင်ခဲ့ကြပါတယ်။တကားရဲ့နောက်မှာတော့မစ္စတာလူကစောင့်နေပြီးတော့စီမီယန်ကဘန်ကိုရေခဲနဲ့ခဲလိုက်ဖို့ပြောပေမဲ့ဘန်ကသူတို့ကိုအန်နံပေးတဲ့သူကိုမလုပ်ချင်ဖြစ်နေပါတယ်။ဒါပေမဲ့စီမီယန်ကမစ္စတာလူကိုလိလိုက်တာအောက်ကိုပြုတ်သွားတာကြောင့်ဘန်ကဂျာရီပြောင်းပြီးတော့မစ္စတာလူကိုကယ်ပေးလိုက်ရပါတယ်။စီမီယန်ကတော့သူရှာနေတဲ့ကြောက်တုံးကိုတွေ့သွားတာကြောင့်ယူဖို့လုပ်လိုက်ပေမဲ့ကာကွယ်ရေးစနစ်တစ်ခုကြောင့်ယူမရဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာဘန်ကခရိုမတ်စတုန်းပုံစံပြောင်းလိုက်ပြီးတော့စီမီယန်ကိုကယ်လိုက်ပြီးကြောက်တုံးကိုယူလိုက်နိုင်ပါတယ်။စီမီယန်ကကြောက်တုံးကိုတောင်းပေမဲ့ဘန်ကတော့မပေးပါဘူး။ဘာလို့လဲဆိုတော့စီမီယန်ကမစ္စတာလူကိုတတ်ဖို့အထိပါစူးစမ်းခဲ့တာကြောင့်မယုံကြည်တော့တာဖြစ်ပါတယ်။စီမီယန်ကလည်းအစားပိုင်းမှာတော့သူမားကြောင့်ပြောနေပေမဲ့နောက်ပိုင်းမှာတရုတ်မှန်ပေါ်လာပြီးတော့ဘန်ရဲ့စီကကြောက်တုံးကိုအတင်းလူပါတော့တယ်။အဲ့ဒီမှာကျွန်တော်တို့သိလိုက်ရတာကစီမီယန်ပြောခဲ့တဲ့အရာတွေအားလုံးဟာအလိညာတွေဖြစ်ပြီးတော့သူမင်းသားတစ်ပါးဆိုတာလည်းလိန်ဆက်တစ်ခုဖြစ်နေပြီးတော့သူတို့ဖောက်ဝင်ခဲ့တဲ့ခန်းထဲဟာလည်းတကယ်တော့စက်ကြဝဠာတစ်ခုနဲ့တစ်ခုကြားကိုဆက်သွယ်ပေးတဲ့ဆက်သွယ်ရေးစင်တာတစ်ခုသာဖြစ်ပါတယ်။ကြောက်ကိုခိုးရတဲ့ရွယ်ချက်ကလည်း hybrid ကောင်တွေစိတ်ခဲနိုင်ကြဖြစ်ပြီးတော့ hybrid တွေကဘာကိုသိမ့်ပိုက်တဲ့အခါအကူကြီးခေါ်မရအောင်နဲ့ဆက်သွယ်ဖျက်လိုက်တဲ့သဘောဖြစ်ပါတယ်။ပြစ်မှန်တွေကိုတီးသွားတဲ့ဘန်ကလည်း human vessel ပြောင်းပြီးတော့တီးဖို့လုပ်ပေမဲ့စီမီယန်ကပဲလက်ဦးသွားပြီးတော့ကြောက်ထည့်ထားတဲ့တစ်တာကိုယူပြီးတော့ထွက်ပြေးသွားပါတော့တယ်။အပြင်မှာရှိတဲ့ကယ်ဗင်နဲ့ခွန်ကလည်းဘာမှမသိတာကြောင့်စီမီယန်ကိုမတားလိုက်နိုင်ပဲလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဘန်ကတော့အေးဆေးပါပဲ။ဘာလို့လဲဆိုတော့ဘွားဂျိုကိုပြန်ဖို့ကိုမစ္စတာလူရဲ့အကူအညီနဲ့ပြန်လို့ရကြောင်းနဲ့ကြောက်ကလည်းသူ့စီမှာဖြစ်ပြီးတော့တစ်တာထဲမှာထည့်ပေးလိုက်တဲ့အရာကအဆစ်ထုတ်ပေးတဲ့ဆက်လေးတာဖြစ်နေကြောင်းသိလိုက်ရပါတယ်။ဘန်ကအစတည်းကစီမီယန်ကိုတန်ရရှိနေတာကြောင့်ကြောက်နဲ့လဲထားခဲ့တာဖြစ်ပါတယ်။သူ့ကိုယ်သူလဲလာပြီးထင်နေတဲ့စီမီယန်ကတော့ကြောက်မိုးပဲအဆစ်ထုတ်တဲ့ဟာကြီးမှားယူလာတာကြောင့် hybrid ကောင်တွေနဲ့ဒုက္ခလှလှတွေ့နေပါတော့တယ်။ဒီယန်အေလီယန်တွေရဲ့တတ်ထူတူဖော်ရေးလုပ်ငန်းတစ်ခုမှာဂျိုရာရေမြန်တစ်စီးကိုတွေ့လိုက်ရပြီးတော့အဲ့ဒီကနေအစိမ်းအောင်ခန္ဓာကိုယ်နဲ့ဂျိုရာတစ်ကောင်ထွက်လာပါတယ်။အဲ့ဒီဂျိုရာကဒီယန်အေလီယန်တွေအလုံးများနေတဲ့ချိန်မှာသူတို့ရဲ့ဓာတ်အားပေးတဲ့အခန်းဆက်ကိုဖြုတ်ယူခဲ့ပြီးအနီးနားကမျိုးတွေကိုထွက်လာပါတယ်။မျိုးထဲမှာလည်းအဲ့ဒီဂျိုရာကသူစိတ်ဝင်စားတဲ့အရာတွေကိုလိုက်လံစူးစောင်းနေပြီးတော့ရှောက်သွားနေတာပါ။အဲ့ဒီနောက်ဘန်တို့ဘွဲကလည်းမျိုးထဲမှာမွန်စတာတစ်ကောင်စက်ပစ္စည်းတွေကိုလိုက်လံဖျက်ဆီးနေကြောင်းသတင်းရတာကြောင့်အဲ့ဒီမွန်စတာကြီးနာကိုခြေရခံလိုက်နေပြီးအစမှာတော့ဘန်ကဒီယန်အေလီယန်တွေရဲ့လက်ချက်လို့ထင်နေတာပါ။အဲ့ဒီမှာဘန်တို့တွေ့လိုက်ရတာကပေါ်တော်တော်တွေလုံနေတဲ့အစိမ်းအောင်ခန္ဓာကိုယ်နဲ့ဂျိုရာကြီးကိုပါ။အနားကပ်သွားတဲ့ဘန်တို့ကိုတိုက်ခိုက်လိုက်ပေမဲ့ရန်လိုတဲ့ပုံတော့မပေါ်ပါဘူး။ဘန်တို့ကသူ့မျိုးထဲမှာလမ်းတစ်လျှောက်ဆုလာတဲ့ပစ္စည်းတွေကိုတွားထိလိုက်တဲ့အခါမှာတော့ဟိုကောင်ကြီးကစတင်တိုက်ခိုက်ပါတော့တယ်။ဘန်ကတော့လက်နဲ့ချဖို့ပြောနေပေမဲ့ကယ်ဗင်ကတော့ပါးစပ်နဲ့ပြောမနေတော့ပဲဝင်တီးပါတော့တယ်။ဘန်က human vessel ပုံနဲ့ပြောင်းလိုက်တဲ့အချိန်မှာတော့အနှဲငယ်ကြောက်သွားတဲ့ပုံမှာပဲ။ဒါပေမဲ့ဘန်ကိုပြေးချုပ်လိုက်တာကြောင့်ဘန်ကပြန်တီးပေးလိုက်ရမှာဟိုကောင်ကြီးကငိုသွားပါတော့တယ်။အနားမှာတွေ့တဲ့လက်နေတဲ့အရာတစ်ခုကိုပြေးကင်လိုက်ရမှာကယ်ဗင်ကလက်နဲ့ထင်ပြီးတော့ထပ်တီးပါတော့တယ်။ဟိုကောင်ကြီးကလည်းမဖြစ်မနေဘန်တို့ကိုပြန်ချပြီးဘန်ကိုချုပ်လိုက်ပေမဲ့ဘန်က human vessel ဖောင်ကိုပို့ကြည့်လိုက်တာကြောင့်ကြောက်ပြီးတော့ထွက်ပြေးသွားတဲ့ချိန်ခွန်ကဝင်သားလိုက်ပါတယ်။ပြီးတော့အဲ့ဒီကောင်ကြီးကခွန်ရဲ့ android ပုံစံကိုမြင်နေရပြီးတော့ခွန်ကိုလည်းသဘောကျနေတဲ့ပုံမှာပဲကယ်ဗင်ကခွန်ကိုတစ်ခုခုလုပ်တော့မှထင်နေပေမဲ့အဲ့ဒီကောင်ကြီးရဲ့ပုံကအနေပြုတ်ကျင်တဲ့ပုံပေါ်လာကြောင့်ဘန်ကပဲတားလိုက်ပါတယ်ခွန်ရဲ့ပြောပုံရအဲ့ဒီကောင်ကြီးကမိကလေးဖြစ်ပြီးတော့ခလေးရွယ်တာရှိတဲ့ကြောင့်ဆိုပါတယ်ဟုတ်တယ်လည်းဟုတ်ပါတယ်အဲ့ဒီကောင်ကြီးရဲ့အမူအရာတွေကခလေးတစ်ယောက်လိုဖြစ်နေတာပါအဲ့ဒီချိန်သူတို့ရဲ့တရားပေးတဲ့ဂျာကန်ဆက်ကိုယူသွားတာကြောင့်နောက်ကလိုက်ဖမ်းတဲ့ DN alien တွေရောက်လာခဲ့ပါတယ် DN alien တွေကခွန်ကိုပါတိုက်ခိုက်နေတာကြောင့်ဟိုဂျိုသားကလေးမလေးကထတီးပါတော့တယ်အဲ့ဒီမှာ DN alien တွေနဲ့တိုက်ပွဲဖြစ်ကြပြီးတော့ဘန်ကအကိုပုံစံနဲ့တီးထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကယ်ဗင်ရဲ့ကားကိုတောင်မှဂျိုသားကလေးမလေးကိုဘန်တို့တိုက်ကလေးထိန်းတယ်လို့ထင်နေရပါတယ်
အဲ့ဒီမှာလေကလေးမလေးကအငြိမ်မနေပဲကေဗင်ရဲ့ကားကိုပဲကိုက်စားလိုက်တာကြောင့်ကေဗင်တယောက်စိတ်ဆိုးခဲ့ရပါသေးတယ်အဲ့ဒါကြောင့်ကလေးမလေးကိုထိလို့လည်းမလွယ်တာကြောင့်သူလာခဲ့တဲ့နေရာကိုပဲပြန်ဖို့ဘန်တို့လုပ်ရပါတော့တယ်နောက်ဆုံးမှာတော့ဂျိုဒါကလေးမလေးရဲ့ရင်မြန်ရှိတဲ့ DNA alien တွေရဲ့တက်တူတူတဲ့နေရာကိုရောက်လာကြပြီးတော့ရင်မြန်ထဲကိုခိုးဝင်ကြပါတယ်ရင်မြန်ထဲမှာတော့ကလေးမလေးရဲ့မိဘတွေပါရှိနေကြပြီးတော့သူတို့ကပိတ်မိနေပြီးတော့အိပ်ပျော်နေကြတာပါအပြင်ကနေရင်မြန်ကိုဖျက်ဆီးဖို့လုပ်နေတဲ့ DNA alien တွေကိုတော့ဘန်က Chroma Stone ပုံစံပြောင်းလိုက်ပြီးတော့ကေဗင်နဲ့အတူပေါင်းပြီးတီးထုံနေရပါတယ်အဲ့ဒီမှာ DNA alien တချို့ကဂျိုဒါကလေးမလေးကိုသူတို့ရဲ့လက်နက်တွေနဲ့ပြစ်လိုက်တာကြောင့်ခွန်တယောက်စိတ်တူသွားပြီးတော့ DNA alien တွေအကုန်လုံးကိုတီးထုတ်ပစ်လိုက်ပါတော့တယ်DNA alien တွေမရှိတော့တဲ့အချိန်မှာတော့ဘန်တို့ကဂျိုဒါကလေးမလေးရဲ့မိဘတွေကိုနှုတ်လိုက်ပြီးအဲ့ဒီမှာသူတို့ရဲ့အကြောင်းကိုသိလိုက်ရပါတော့တယ်တကယ်တော့သူတို့က1952ခုနှစ်လောက်တုန်းကတည်းကမြေအောက်မှာပိတ်မိနေခဲ့တာဖြစ်ပါတယ်သူတို့ကငကန်းငွေတန်းတစ်ခုကိုတိမ့်ပိုက်ဖို့တွားရကနေကဘာပေါ်ကအသားစီးတစ်ခုကြောင့်ကဘာပေါ်ကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်သူတို့ပြောတဲ့ကဘာပေါ်ကအသားစီးဆိုတာက1952ခုနှစ်တုန်းက project ပါတာတော့စမ်းသပ်မှုကြောင့်ဖြစ်ပုံရတယ်လို့ဘန်ကဆိုပါတယ်အဲ့ဒါကို DNA alien တွေကတယ်လီပိုတာဆောက်ဖို့အတွက်တက်တူတူပေါ်ရင်းကနေသူတို့ကိုမတော်တဆရှာတွေ့သွားတာဖြစ်ပါတယ်ဘန်တို့စကားပြောပြီးတဲ့နောက်မှာသူတို့ကကဘာပေါ်ကထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့ဂျိုဒါကလေးမလေးကခွမ်းကိုတဘောကြနေပြီးခေါ်သွားခြင်းနေတာကြောင့်သူ့ရဲ့မိဘတွေကပဲတားလိုက်ရပါတယ်ပြီးတော့ဂျိုဒါတွေနဲ့စကားပြောလို့ရအောင်ကေဗင်ရဲ့ပလန်မာတစ်စိမ့်နဲ့ဘန်ရဲ့ on trick ကို translator အနေနဲ့သုံးလို့ရပေမဲ့ဂျိုဒါကလေးမလေးရဲ့အပေါ်မှာအလုံးဖြစ်တာကလည်းအဲ့ဒီကလေးမလေးကအင်မတန်ငယ်နေတာကြောင့်စကားပြောတတ်သေးတာမလို့ဖြစ်ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီဂျိုဒါတွေလည်းကဘာပေါ်ကထွက်ခွာသွားကြပြီးတော့ဂျိုဒါကလေးမလေးရဲ့ပထမဆုံးပြောလိုက်တဲ့စကားကတော့ဒီဘိုင်းမှာတော့ hybrid ကောင်တွေရဲ့ကျူးကျော်စစ်တီစတင်တော့မှာဖြစ်ပြီးတော့ Alien Force Hybrid Invasion အဲ့ရဲ့အကြီးမားဆုံးစစ်ပွဲကြီးတစ်ခုကိုဘန်တို့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ဂေဗန်ဘရိုင်းရဲ့ကောင်းကင်ယံမှာ hybrid ကောင်တွေရဲ့ရင်းမြန်တွေအလုံးရင်းနဲ့ဝင်ရောက်လာပြီးတော့အဲ့ဒီမြေကွင်းကိုဂေဗန်ကြိုးထားလိုက်တာမကပဲအနစ်ထရစ်ကိုတီထွင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ Asmat တယောက်လည်းသူ့ရဲ့မျှော်စင်ပေါ်ကနေကြည့်ရှုနေပါတယ်အဲ့ဒီချိန်မှာ Professor Paradox ရုတ်တရက်ပေါ်လာပြီးတော့ Asmat ကိုသူနဲ့အတူလိုက်ခဲ့ဖို့ခေါ်ပေမဲ့ Asmat ကတော့ဘာမှမထူတော့မှကြောင့်လိုက်ဖို့ကိုညှင်းလိုက်ပါတယ်သူ့ရဲ့ပြောပုံရသူတို့က hybrid ကောင်တွေရဲ့အလင်းကိုတိုက်မှုကိုခံလိုက်ရပြီးဂေဗန်ဘရိုင်းရဲ့ကာကွယ်ရေးစနစ်ဟာလည်းအလုံးမလုံးတော့တာကြောင့်သူတို့က hybrid ကောင်တွေရဲ့လက်ထဲမှာကြားဆုံးတော့မှဖြစ်တယ်လို့ဆိုပါတယ်တကယ်လို့ဂေဗန်သားတွေတော့ကြားဆုံးသွားရင်စက်ကြောင်လာထဲမှာ hybrid ကောင်တွေကိုရင်ဆိုင်နိုင်မဲ့အခြားမျိုးနွယ်စုတွေမရှိတော့ဘူးလို့ပြောပါတယ်Asmat တယောက်ဒီလိုပြောရတယ်ဆိုတာကလည်းဂေဗန်သားတွေကဘန်နန်ဘတ်မှာညံကောင်းသောကောင်တွေဖြစ်နေတာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ Professor Paradox ကတော့အခွင့်အရေးရှိသေးကြောင်းနဲ့အဲ့ဒီဟာကလည်း Asmat ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်သူပြောချင်တာက on trick ကိုဆိုလိုချင်တာဖြစ်ပြီးတော့ Asmat တယောက်ကတော့ညှင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ on trick ကိုတည်ထွင်ခဲ့တဲ့အဓိကရွေးချက်ကငင်းချမ်းရေးကိုထပ်ကူပြုဖို့စက်ကြောင်လာထဲမှာရှိတဲ့တက်ချီမျိုးစိတ်တွေပျောက်ကွယ်မတော့အောင်ကာကွယ်ဖို့နဲ့မျိုးနွယ်စုချင်းချင်းနားလည်မှုရှိစေဖို့ဖြစ်တာကြောင့်ညှင်းလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဘန်ကအဲ့ဒီရွေးချက်တွေထက်ပိုပြီးတော့ကောင်းတဲ့နေရာမှာအသုံးချနေနိုင်ကြောင်း Professor Paradox ကပြန်ပြောလိုက်ပေမဲ့ဥမာတဲ့ Asmat ကတော့သူ့ချိုကိုမစွန့်နိုင်ကြောင်းဆိုပါတယ် Professor Paradox ကလည်းပြန်စဉ်းစားဖို့ပြောနေရင်အဆုံးမှာ Asmat ကလက်ခံလိုက်ပြီးတော့အန်တို့ဘောလုံးကစားနေတဲ့စီကိုရောက်ချလာပါတော့တယ်ဒီကနေကေဗင်နဲ့ခွန်တို့စီတွားလိုက်ကြပြီးတော့ Professor Paradox နဲ့ Asmat က hybrid ကောင်တွေစတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ဘာဂျိုကလူတွေလည်းမကြခင်တရားတော်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်ပြီးတော့ဂေဗန်ဂျိုကလည်း hybrid ကောင်တွေရဲ့လက်ထဲမှာကြောက်ဆုံးသွားပြီဖြစ်ကြောင်းနဲ့ hybrid ကောင်တွေရဲ့အစီအစဉ်ကိုဆက်လက်ရှင်းပြပါတယ်အဲ့တော့ hybrid ကောင်တွေကဂျိုတစ်ခုကိုတိမ့်ပိုင်းတော့မယ်ဆိုရင်အဲ့ဒီဂျိုကို hybrid နဲ့တာလှုပ်လိုက်ပြီးတော့အဲ့ဒီဂျိုကတက်ရှိတွေကို DNA alien တွေပြောင်းပြီးတော့စစ်တပ်တစ်ခုကိုဖန်တီးတာဖြစ်ပါတယ်အဲ့ဒီကနေမှ DNA alien တွေတုံးပြီးတော့ hyperspace ဂျန်ဂကြီးတွေတိဆောက်ကအဲ့ဒီခေကြီးတွေမှာတဆင် hybrid စစ်တပ်တွေဝင်ရောက်လာပြီးတော့အဲ့ဒီဂျိုကိုတိမ့်ပိုင်းတာဖြစ်ပါတယ်ရေလို့အဲ့ဒီလိုတိုက်ခိုက်လာရင်လည်းအဘောကဘယ်စစ်တပ်မဆိုဒီကောင်တွေရဲ့စစ်တပ်မော်ဒဇင်းကိုတော့ခုခံနိုင်မှာမဟုတ်ဘူးလို့ဆက်လက်ရှင်းပြပါတယ်အဲ့ဒါကြောင့်ဘန်တို့ကလည်းအဲ့ဒီဂေကြီးတွေစောင့်ပြီးခင်မှာဖျက်ဆီးဖို့အတွက်တိုင်ပင်လိုက်ကြပါတယ်တိုက်ခိုက်ဖို့လည်းသူတို့နယ်တင်မလုံလောက်နိုင်တာကြောင့်သူတို့ရဲ့ဘော်ဒါဟောင်းတွေကိုပါစစ်ကူခေါ်ဖို့ဘန်ကပြောလိုက်ပါတယ်ဒါပေမဲ့ Asmat ကပြောစရာရှိသေးတာကြောင့်ဘန်ကိုကြံခဲ့ခိုင်းလိုက်ပြီးတော့ကေဗင်နဲ့ခွန်ကိုပဲတောက်ခေါ်ခိုင်းလိုက်ပါတယ်ပထမတစ်ယောက်ကတော့ကျွန်တော်တို့ season 1 episode 3မှာတွေ့ခဲ့ရတဲ့ Alan ဖြစ်ပြီး hybrid ကောင်တွေကိုတီးထုတ်ဖို့ခေါ်လိုက်ပါတယ်နောက်ထပ်ကူပါဂျိုလီနဲ့ရှစ်Duster တို့ကိုပါစစ်ကူခေါ်လိုက်ပါတယ်။ Duster ကဘော်ဒါမိုးပေမဲ့တက်နိုင်တဲ့မြစစ်ကူတွေလိုအပ်နေတာကြောင့် hybrid ကောင်တွေကိုအတူတီးထုတ်ပေးရင်ပြန်ထုတ်ပေးမယ်ဖြစ်ကြောင်းနဲ့တဘောတူညီလို့လိုက်ပြီးတော့ခေါ်လာခဲ့တာဖြစ်ပါတယ်။ဘန်တို့ရဲ့ဘန်မှာတော့ Asmat ကဘန်ကိုအစင်းနဲ့မဖြစ်နေတာကြောင့်တိုက်ပွဲတွေကိုဝင်ပါခွင့်ပေးနိုင်ကြောင်းဆိုပါတယ်။အကြောင်းကတော့ on trick ထဲမှာဂျိုဒါမျိုးစိတ်ပေါင်းတန်းကျော်ရဲ့ DNA တွေကိုတင်ထားပြီးတော့ hybrid ကောင်တွေဖျက်ဆီးသွားတဲ့ဂျိုဒါမျိုးစိတ်တွေကို on trick နဲ့ပြန်အသက်သွင်းနိုင်တာကြောင့် on trick ဟာလူသားမျိုးစိတ်ပါဝင်ဆက်ကြော်လာထဲမှာရှိတဲ့တက်ရှိတွေအားလုံးရဲ့မျှော်လင့်ချက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။တကယ်လို့ဘန်နာအသီးခံလိုက်ရရင်ဘန်နာမကပဲတက်ရှိအားလုံးရဲ့မျှော်လင့်ချက်တွေအားလုံးပျက်စီးသွားမှာကြောင့်တိုက်ပွဲတွေကိုဝင်ပါခွင့်ပေးတာဖြစ်ပါတယ်။ဘန်ကတော့လက်မခံမဲ့ကဘာကြီးအနေကြောက်တော့မှာကိုလက်ပိုက်ကြည့်မနေနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲဒါကြောင့် Asmat ကလက်မခံခြင်းပေးမဲ့ဘန်ရဲ့ဆေးရထက်နှံမှုကြောင့်ခွင့်ပြုပေးလိုက်ရပါတယ်။အဲဒီနောက် Asmat က on trick ကို master control ဖွင့်ပေးလိုက်ပါတယ်။ Master control unlocked အခုဆိုရင် on trick ကအရင်လို alien 10ကောင်တာမကတော့ပဲ alien ပေါင်း903မျိုးရဲ့ပုံစံတွေကိုပြောင်းလဲရသွားပြီဖြစ်ပါတယ်။အဲဒီချိန်မှာစစ်ကူတွေခေါ်လာပြီးဖြစ်တဲ့ Kevin တို့လည်းပြန်ရောက်လာပြီးတော့ hybrid ကောင်တွေကိုတီးထုတ်ဖို့လူလဲဆုံသွားပြီဖြစ်ပါတယ်။
အဲ့ဒါကြောင့် hybrid ကောင်တွေဂိတ်ကြီးဆောင်နေတဲ့ loss solo တက်ကိုစတင်ချီတက်လာပြီးတော့ဘန်ရဲ့အစီအစဉ်ကဂိတ်ကြီးကိုဖျက်ဆီးပစ်ဖို့နဲ့တိုးတမ hybrid ကောင်တွေကိုဖမ်းဆီးဖို့ဖြစ်ပါတယ်အဲ့ဒီနောက်ဘန်ကမမြင်ရတာကြာပြီးဖြစ်တဲ့ Canon Ball ပြောင်းလိုက်ပြီးတော့ hybrid ကောင်တွေရဲ့စကန်ထဲကိုဥဆောင်ဝင်သွားပါတော့တယ် hybrid ကောင်တွေရဲ့စကန်ထဲမှာတော့ DN alien တွေအမြောက်များရှိနေပြီးတော့ကျူးကျော်လာတဲ့ဘန်တို့ကိုတွေ့တော့တာနဲ့စတင်တိုက်ခိုက်ပါတော့တယ်ဘန်တို့ဖွဲ့ကလည်း DN alien တွေကိုတက်ညီလက်ညီနဲ့ပြန်လည်တီးထုတ်နေပါတယ်ဘန်က Canon Ball ရဲ့ Spear Transformation တိုက်ကွန်းနဲ့တီးထုတ်နေပြီးကယ်ဗင်ကလည်းသူ့ရဲ့ကားနဲ့ဝင်လာပြီးတော့တကောင်ချင်းကိုတီးထုတ်နေပါတယ်ဘန်ကလည်းသူ့ရဲ့အစွမ်းနဲ့တီးထုတ်နေပြီးကူပါကလည်းသူ့ရဲ့ဆက်ရုပ်ဝတ်စုံနဲ့တီးထုတ်နေကြပါတယ်ဂျူလီယာလည်းရှေ့ရဲ့အကူကြီးနဲ့တီးထုတ်နေပြီးတော့ Professor Paradox အဲလန်နဲ့ Duster တို့ကလည်းတီးထုတ်နေကြပါတယ် Duster က DN alien တွေရဲ့မန်နာတွေအများကြီးကိုစုပ်နေတာကြောင့်ဘန်ကတားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ DN alien တွေကလူတွေပဲဖြစ်တာကြောင့်တားလိုက်တာဖြစ်ပြီးတော့ဘန် Onetric ကို voice command နဲ့ DN alien တွေကိုလူပြန်ပြောင်းခိုင်းလိုက်ပါတယ်။ဒါပေမဲ့ DN alien တွေကိုလူပြန်ပြောင်းတာကစွမ်းရည်အများကြီးကုန်တာကြောင့် Onetric က reset မှုကိုပြောင်းသွားခဲ့ပါတယ်။အဲ့ဒီနောက်ဘန်ရဲ့ Onetric နဲ့ DN alien တွေကိုလူပြန်ပြောင်းပုံကိုကူပါကနားလည်သွားတာကြောင့် DN alien တွေလူပြန်ပြောင်းမှုအတွက် DN alien rebel gun ကိုဖန်တီးလိုက်ပါတယ်။အဲ့ဒီ gun နဲ့ DN alien တွေကိုလူလိုက်ပြောင်းပြီးတော့ဘန်ကလည်း Jerry ပုံစံစွမ်းဖန်ရပုံစံနဲ့အချက်ပုံစံပြောင်းပြီးလိုက်လံတီးထုံနေပါတယ်။ကျန်တဲ့လူတွေကလည်းအတီးတီးထုံနေကြပါတယ်။အဲ့ဒီຢာတွေကို hybrid ကောင်တွေကစောင့်ကြည့်နေပြီးတော့သူတို့ရဲ့ hybrid စစ်တပ်ကြီးကိုဆင့်ခေါ်ဖို့အတွက် hyperspace ဂျန်ဂိတ်ကြီးကိုစတင်တက်သွင်းလိုက်ပါတယ်။အဲ့ဒီဟာကြီးကိုဖျက်ဆီးဖို့ကယ်ဗင်ကလုပ်ပေမဲ့အဲ့ဒီဂိတ်ကြီးက neutronian carbon alloy နဲ့လုပ်ထားတာကြောင့်ချစ်ရတော့မထင်ပဲဖြစ်နေပါတယ်။ဘန်တို့တွေအားလုံးလည်းပူးပေါင်းတိုက်ခိုက်ပေမဲ့ဂိတ်ကြီးကဘာမှမဖြစ်ပဲဖြစ်နေတာပါ။အဲ့ဒါကြောင့်ဘန်ကဝေးဘေးပုံစံပြောင်းလိုက်ပြီးတော့ဂိတ်ကြီးကိုဖျက်ဆီးဖို့လုပ်ပေမဲ့ဂိတ်ကြီးစတင်ပွင့်လာတာကြောင့်ဘန်လည်းနောက်ကိုလမ်းကျသွားပြီးတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတော့တယ်။အဲ့ဒီနောက် hybrid စစ်တပ်ကြီးလည်းကဘာပေါ်ကိုစတင်ဝင်ရောက်လာပြီးဖြစ်ပါတယ်။အရင်ပိုင်းမှာတော့ hybrid စစ်တပ်တွေကဘာပေါ်ကိုစတင်ဝင်ရောက်လာပြီးတော့ hyperspace ဂျန်ဂိတ်ကြီးကိုဖျက်ဆီးပစ်မဲ့ဘန်တို့ရဲ့အကြံစီကလည်းကြားဆုံးခဲ့ပါတယ်။အဲ့ဒါကြောင့်ဘန်ကနောက်ထပ်အစီအစဉ်တစ်ခုကိုထပ်ဆွဲလိုက်ပြီးတော့ဘန်ရဲ့အစီအစဉ်ကတော့ hybrid ကောင်တွေရဲ့ထိန်းချုပ်ရေးတာဝါကိုဝင်ရောက်ပြီး hybrid commander တွေကိုဖမ်းဆီးကစစ်ပွဲကိုရပ်တန့်မှုဖြစ်ပါတယ်။ဒါပေမဲ့ထိန်းချုပ်ရေးတာဝါကအဆောင်တွေအများဆုံးရှိမဲ့နေရာဖြစ်တာကြောင့်ဖောက်ဝင်ဖို့အခက်အခဲဖြစ်နေကြတယ်။ကယ်ဗင်ကသူ့တောင်တာထားလိုက်ဆိုကသူ့ရဲ့အစင်းမြင့်တာတဲ့ကားနဲ့ရန်သူတွေစီကိုဝင်ရောက်တိုက်ခိုက်ပါတယ်။ထိန်းချုပ်ရေးတာဝန်နောက်ကိုရောက်တဲ့အခါမှာတော့ကယ်ဗင်ကသူ့ရဲ့ကားကိုအလိုလျောက်တိုက်ခိုက်တဲ့စနစ်ကိုဖွင့်လိုက်ပြီးတော့ DN alien တွေကိုချိန်ဆွဲလိုက်ပါတယ်။ထိန်းချုပ်ရေးတာဝန်နောက်ကိုရောက်တဲ့အခါမှာတော့ဘန်ကစွမ်းဖန်ရပုံစံပြောင်းလိုက်ပြီးတော့ဖောက်ဝင်ခဲ့ကြပါတယ်။အဲ့ဒီမှာ Heavy Egg Commander တစ်ကောင်နဲ့ DN alien တွေကိုတွေးလိုက်ရပြီးတော့ Heavy ကောင်ကဘန်ကိုဘန်တန်နေစင်မဟုတ်လားနဲ့မျိုးနှိမ့်တဲ့လူသားကောင်တွေအကုန်လုံးကသူ့အမြင်မှာအတူတူပဲဖြစ်နေတာကြောင့်ဆိုပြီးခနဲ့လိုက်ပါတယ်။အဲ့ဒီမှာတိုက်ပွဲဖြစ်ကြပြီးတော့ကယ်ဗင်နဲ့ခွန်ကအနာကလာတဲ့ DN alien တွေကိုတီးထုံနေပြီးတော့ဘန်ကတော့ Heavy Commander ကောင်နဲ့တယောက်ချင်းရှင်းချနေပါတယ်။ Heavy Commander ကောင်ကတန်မာလာကြောင့်ဘန်ဖောက်သွားခဲ့ပါတယ်။ဒါပေမဲ့ Swan ရမှာက Regeneration ရှိတာကြောင့်ပြန်ထလာပြီးတော့ Heavy Commander ကောင်ကိုပြန်တိုက်ခိုက်လိုက်ပါတယ်။ Kevin နဲ့ Gwen ကလည်းအနာကလာတဲ့ DN alien တွေကိုတီးထုတ်လိုက်နိုင်ပေမဲ့နောက်ထပ်ရောက်လာတဲ့ Heavy ကောင်နဲ့ရင်ဆိုင်တဲ့အခါမှာတော့မရှင်းနိုင်ဖြစ်နေပါတယ်။နောက်ဆုံး Heavy ကောင်က Kevin ကိုတတ်တော်မဲ့အချိန်မှာ Gwen ကစိတ်တူသွားပြီးတော့သူ့ရဲ့ Android ပုံစံပေါ်လာပြီး Heavy ကောင်ကိုတစ်ချက်တည်းအမှောက်တိတ်လိုက်ပါတယ်။ Gwen ကအဲ့ဒီပုံစံနဲ့ Heavy ကောင်တွေအကုန်လုံးကိုတီးထုတ်ဖို့လုပ်ပေမဲ့ Gwen ရဲ့လူသားဘဝကိုပါဆိုးကျိုးနိုင်တာကြောင့်အနေများတာမို့ Kevin ကပဲတားလိုက်ပြီးတော့လူပုံစံပြောင်းခိုင်းလိုက်ရပါတယ်။ Gwen ရဲ့ဘက်မှာလည်း Heavy ကောင်ကိုချိုးထားလိုက်နိုင်ပြီးတော့စစ်ပွဲကိုရန်တမ်းဖို့အမိန့်ပေးခိုင်းပါတယ်။ဒါပေမဲ့သူက Egg Commander အဆင့်မရှိတာကြောင့်စစ်ပွဲကိုရန်တမ်းဖို့အခွင့်အာဏာမရှိကြောင်းနဲ့ Heavy ခေါင်းဆောင်ကလည်းရနိုင်ကြောင်းဆိုပါတယ်။အဲ့ဒီ Heavy ခေါင်းဆောင်ကလည်းကဘာမှမရှိပဲဘန်တို့လန်းလန်းမနေနိုင်မဲ့ Heavy ကြုံမှာဖြစ်ကြောင်းတစ်ဆက်တည်းပြောလိုက်ပါတယ်။အဲ့ဒီနောက် DN alien တွေထက်ရောက်လာပြီးတော့ဘန်တို့ကိုဝိုင်းထားတဲ့အချိန်မှာ Netvoice က Andy Helen နဲ့ Pyrus တို့အပြင်အဖိုးမတ်တို့ပါရောက်လာခဲ့ပါတယ်။ Heavy စစ်သင်္ဘောတွေကနောက်တနာရီအတွင်းကဘာချိုကိုဖျက်ဆီးတော့မှဖြစ်တာကြောင့်ဘန်က Heavy ကောင်တွေရှိနိုင်မဲ့နေရာကို Heavy တွေရဲ့ဂိတ်ကနေဆက်သွားဖို့အစီအစဉ်ဆွဲလိုက်ပါတယ်။ထိန်းချုပ်ရေးတာဝါရဲ့အပြင်ဘက်မှာလည်း Cooper, Ellen, Duster နဲ့ Julie တို့ကလည်း DN alien တွေကိုတီးထုတ်နေရပါတယ်။ဘန်က Heavy ကောင်တွေရဲ့နေရာကိုသွားဖို့ Julie စီကရှစ်လေးကိုငှားလိုက်ပြီးတော့ Heavy ကောင်ဆောင်စီကိုစတင်ထွက်ပါခဲ့ကြပါတယ်။ရင်ပေါ်မှာတော့ဘန်ပါဝင် Kevin နဲ့ Gwen တို့အပြင် Asman ပါလိုက်လာခဲ့ပါတယ်။ Asman ကတော့ဘန်ကိုစိတ်ပူတာကြောင့်မဟုတ်ပဲ Onetric ကိုစိတ်မချတာကြောင့်လိုက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဘန်ကရင်ကိုမောင်းဖို့ brainstorm ပုံစံပြောင်းလိုက်ပြီးတော့သူကကြီးမားတဲ့ဦးနှောင်းနဲ့ထက်မြက်လုံးတာကြောင့်ရင်ကိုမောင်းဖို့အသင့်တော်ဆုံးဆိုပြီးတော့ထကြွယ်ပါတယ်။ Asman ကတော့ဘန်ကိုမင်းကခေါင်းပူကြီးတာနဲ့သူ့ရဲ့ညံပိုကောင်းတဲ့ထင်နေတာလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။သူတို့စကားများနေတဲ့အချိန် Heavy စစ်သင်္ဘောနဲ့တဲ့ရတိုးတာကြောင့်တဲတန်ရှောင်းလိုက်ရပါသေးတယ်။အဲ့ဒီနောက် Heavy ကောင်လေးရဲ့ဂိတ်ကနေတစ်ဆင့်စတင်ဝင်ရောက်လာပြီးတော့အဲ့ဒီ Hyperspace ဂျန်ဂိတ်ကြီးရဲ့အလုပ်လုပ်ပုံကဂိတ်ဝါကိုဖျက်လိုက်တာနဲ့ဖျက်လိုက်တဲ့အရာတွေကိုအလင်းထက်မြန်နဲ့နှုံးတဲ့တခင်ုံမောင်တွေပြပြောင်းလိုက်ပြီးတော့ဂိတ်ကိုဖျက်ကတစ်ဖက်ဂိတ်ကိုရောက်မှမူလပုံစံအတိုင်းပြန်ဖြစ်အောင်လုပ်ပေးတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဘန်တယောက်လည်းတစ်ဖက်ဂိတ်ကိုရောက်တဲ့ခါမှာတော့အန်ချလိုက်ပါသေးတယ်။အဲ့ဒီမှာဘန်တို့အတိုက်ခိုက်ခံလိုက်ရပြီးတော့ဘန်တယောက်3မိနစ်သွားခဲ့ပါတယ်။ဘန်3ပြင်ရတဲ့အခါမှာတော့ဘန်တို့က Heavy ဌာနမှာဖမ်းခံလိုက်ရပြီးတော့ရှင်းလေးကိုတော့ပုံခွဲထားခဲ့ကြောင်းဆိုပါတယ်။ဘန်ကလည်း Onetric ကိုတော့လဲမီလို့ရှိရင်လုံးအောင်လုပ်လို့ကြောင်းပြောပေမဲ့ Asman ကမင်းရင်ကဘာလို့မှလဲဆိုပြီးတော့အတိတ်ပဲပါပြောလိုက်တာကြောင့်ဘန်က Onetric မှာအတန်မေးပေးစနစ်ပါတော့ကိုတီးရသွားပြီးတော့ Human Vessel ပြောင်းလိုက်ပါတယ်။
အဲ့ဒီမှာဘန်တို့ဖမ်းထားတဲ့နေရာကနေလွတ်လာပြီးတော့နေသားမှာရှိတဲ့ Harry အဆောင်တစ်ကောင်ကိုတိထုတ်ပေးလိုက်ပြီးတော့ Harry ခေါင်းဆောင်ရှိမဲ့နေရာကိုခေါ်သွားခိုင်းလိုက်ပါတယ်အဲ့ဒီမှာပုံစံမျိုးနဲ့ Harry ကောင်လေးရှိတယ် Harry ကောင်ဆယ်ကိုရောက်လာပြီးတော့ဘန်ကကဘာကိုတိုက်ခိုက်နေတဲ့အစီအစဉ်ကိုရုပ်သိမ်းပေးဖို့တောင်းဆိုပေးမယ် Harry ခေါင်းဆောင်ကတော့မရုပ်သိမ်းပေးနဲ့ညောင်းဆိုပါတယ်အဲ့ဒီနောက်ဘန်ကကဘာကြီးကိုတက်ထက်ရတဲ့ရွေချက်ကိုမေးတဲ့အခါမှာတော့ Harry ခေါင်းဆောင်ကညစ်ပတ်ညွန်စရာကောင်းပြီးစိတ်နှိမ့်ကြလာတဲ့လူသားတွေရဲ့ဖြစ်တည်မှုကသူတို့ရဲ့စင်ကြယ်လာတဲ့ဖြစ်တည်မှုကိုနှောက်ယှက်နေတာကြောင့်လို့ဆိုပါတယ်။ဒါပေမဲ့ Asman ရဲ့ပြောပုံရတကယ်တော့သူတို့ဟာအဲ့ဒီ contract တွေကြောင့်တိုက်ခိုက်နေတာမဟုတ်ပဲမျိုးလုံးတော့မဖြစ်တာကြောင့်လို့ဆိုပါတယ်။အဲ့ဒီလိုဖြစ်ရတာကလည်း Harry ကောင်တွေကမျိုးစင်ကြယ်မှုကိုအလွန်လေးထားတာကြောင့်သူတို့ဟာမျိုးနွယ်လူချင်းကိုပဲလက်ထပ်လာကြပြီးကြာလာတဲ့ခါမှာတော့သူတို့ရဲ့ယောဂကုရနိုင်ကြောင်းတွေကျဆင်းလာပြီးစပြီးမျိုးလုံးလာတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ရွှေညံတော်စုရောက်တဲ့ Harry ကောင်တွေကသူတို့မျိုးနွယ်တွေမျိုးလုံးမခံမဲ့စကြောင်လာတဲ့မှာရှိတဲ့ရှိရှိတက်မြတ်လက်ရှိတွေကိုပါရှင်းပြဖို့ဖြစ်ပါတယ်။ Asman ကတော့ Gavin ဂျိုလည်းကြားဆုံးသွားပြီဖြစ်တာကြောင့် Harry ကောင်တွေကိုမတားနိုင်တော့တာကြောင့်စိတ်ထဲတွေကြနေပေမဲ့ဘန်ကတော့ Harry ကောင်တွေကိုမတားပဲသူတို့ကိုကိုကြီးမဖြစ်ချောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်ဘန်က Onitrix ကို Harry ကောင်တို့ရဲ့မျိုးဗီဇထိခိုက်မှုကိုပြည့်ပြည့်ခိုင်းလိုက်ပါတယ်။အဲ့ဒီမှာ Onitrix ကစကြောင်လာတဲ့မှာရှိတဲ့ Harry ကောင်တို့ရဲ့မျိုးဗီဇကိုပြည့်ပြည့်ပေးလိုက်ပြီး Harry ကောင်တွေမျိုးတုံးမဲ့ရေးကကဲပေးလိုက်ပါတယ်။ဒါပေမဲ့ Harry ကောင်တွေကကျေးဇူးမတင်မဲ့သူတို့ကသွင်းတော်တွေဖြစ်သွားတာကြောင့်စင်ကြဲတဲ့ Harry ကောင်တစ်ကောင်မှမရှိတော့ဘူးဆိုပြီးဘန်ကိုရန်လို့နေပါလေတဲ့။အဲ့ဒီချိန်မှာ Tarahusa မှာတွေ့ခဲ့တဲ့ဘန်ရဲ့ဘော်ဒါဟောင်းဖြစ်တဲ့ Rani ရောက်လာပြီးတော့ဘန်ကသူ့ရဲ့ဒဏ်ရာရနေတဲ့လက်ကို DNA ပြောင်းပြီးကုသခဲ့ကြောင်းနဲ့သူလည်းအစမှာတော့သူဟာမတက်နိုင်တော့ကြောင်းတွေ့ခဲ့ပေမဲ့အဲ့ဒီလိုမျိုးပဲသူကဆက်လက်အသက်ရှင်ခံကြောင်းရှင်းပြပါတယ်။ Harry ကောင်ဆယ်ကလည်း Rani ပြောတာကိုလက်ခံလိုက်ပြီးတော့ Rani ကိုလည်း Harry ခေါင်းဆောင်တဲ့ဖြစ်ခဏလိုက်ပါတယ်။အဲ့ဒီနောက် Rani လည်းစကြောင်လာတဲ့မှာရှိတဲ့ Harry စစ်တပ်တွေကိုစပွဲကြီးပြီးတော့ဖြစ်ကြောင်းနဲ့အိမ်ကိုပြန်လာဖို့အတွက်အမိန့်ပေးလိုက်ပါတော့တယ်။ဘန်ကိုလည်းကူညီပေးခဲ့တာကြောင့်ကျေးဇူးတင်လိုက်ပြီးတော့လက်ဆက်နှုတ်ဆက်လိုက်ရပါတယ်။ Ben 10. ကဘာပေါ်က Harry စစ်တပ်တွေလည်းပြန်ဆုတ်သွားကြပြီးတော့တို့တွေဝိုင်းပြီးဖြစ်စီတာတော့ချစ်ရမနေတဲ့ဂိတ်ကြီးကိုလည်းအဖိုး Max က grenade တစ်လုံးနဲ့အထားကျကျဖျက်ဆီးပစ်လိုက်ပါတယ်။ဒီလိုနဲ့ဘန်တို့လည်းကဘာကြီးကိုအောင်မြင်တဲ့ကတင်လိုက်နိုင်ပြီးတော့အဖိုး Max ကတော့ plan မှာလက်တွေကိုလေ့ကျင့်ပေးဖို့အတွက်ထွက်သွားကြပြီးတော့ဘန်ကလည်း Onitrix reboot ဖြစ်သွားတာကြောင့် Asman ကို Master Control ပြန်ဖွင့်ခိုင်းနေပြီးတော့ Asman ကလည်းကိုယ့်ဘာကိုစမ်းကြည့်ဆိုတာ Professor Barada နဲ့တူပြောက်သွားပါတော့တယ် Master Control ပိတ်သွားပေမဲ့ Alien တစ်တွေပေါ်လာတာကြောင့်ဘန်လည်းရှောက်ဆန်းကြည့်မယ်ဆိုတာ Alien တစ်တကောင်ပြောင်းခဲ့ပြီးတော့ Hybrid Invasion နဲ့ပြန်ဆုံးသွားပါတယ်